ချိုးရတဲ့တော့ဆရာဒေါက်တာဖြိုးတီယာမှာစာပေအသိပညာဘုဒ္ဓများဟောပြောခြင်းအစီအစဉ်ပဲဖြစ်ပါရခင်ဗျာသူဖြစ်ပါ၍ဆရာဒေါက်တာဖြိုးတီယာခင်ဗျာစာပေအသိပညာဘဟုတုတများဟောပြောမျှဝေပေးပါရန်လေးစားစွာပန်ကြားအပ်ပါရခင်ဗျာဟုတ်ကဲ့ကြွားရောက်လာတဲ့ဒီနေ့ခန္ဓာကိုကြွားရောက်လာတဲ့ဆရာဆမတွေနဲ့ဆရာဆမများနဲ့ကျောင်းသူကျောင်းသားများနောက်ကလေးမိဘများအားလုံးပဲမင်္ဂလာပါနော်ဆိုတော့ကျွန်တော်နာမည်ကတော့ဖြိုးတီဟာပါကျွန်တော်တို့အရင်ကစုံဘူးပဲလဲထင်ပါတယ်နော်ဒီမှာဒါရိုက်သမီးတွေလည်းမျက်နှာတွေကင်မရာလေးဖွင့်ပြီးတော့ကင်မရာမျက်နှာလေးစုံကြည့်တွေ့ရတဲ့အတွက်လည်းဝန်တာပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒီအမျိုးသားနေ့အကျိုးဟောပြောပွဲပေါ့နော်ဆိုတဲ့အတွက်ကျွန်တော်ဒီမှာအမျိုးသားနေ့နဲ့နည်းနည်းဆက်တာလေးကိုနည်းနည်းစပြောပြမယ်ပေါ့နော်ပြောပြပြီးတော့နောက်မှဒီမှာရှိနေကြတဲ့သားရီသမီးတွေကိုဒါပြောချင်တဲ့အကြောင်းအရာလေးနည်းနည်းလေးပြောမယ်ပေါ့နော်ဆိုတော့အဲ့တော့သားရီသမီးတို့ဒါဒီနေ့မနေ့ဖန်ပေါ့နော်အမျိုးသားနေ့ရနော်ဆိုတော့ဒါကြောင့်မလားဆို10ရက်နေ့ပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့ကတော့ဒါအကျိုးကျွန်တော်တို့တွေ့ပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသားနေ့ကဒီမှာအခုရှိကြတဲ့သားရီသမီးတွေနော်ဆိုတော့အမျိုးသားနေ့ဒီအကြောင်းအရာဒီသားတို့သမီးတို့ ਨੇ အင်မတန်မှကိုသက်ဆိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီအမျိုးသားနေ့တမိုင်းကြောင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံပြန်ပြီးတော့မှလေ့လာလိုက်ဆိုရင်ဒါသားတို့သမီးတို့ကဒီလိုမျိုးဒီအမျိုးသားနေ့မှာလှုပ်ဆောင်ခဲ့ကြတဲ့เนาะရှေ့ကကျွန်တော်တို့သူရဲကောင်းတွေပေါ့နော်လက်ရည်သူရဲကောင်းတွေမြမသူရဲကောင်းတွေတော့ចောင်းသားခေါင်းဆောင်တွေနဲ့အများကြီးဒါလက်ရှိအချိန်နဲ့လည်းတွားပြီးတော့မှဟိုဆက်ဆက်နေတာကိုတွေ့ရတယ်ပေါ့လေနော်ဆိုတော့အဲ့တော့တစ်ဖက်ကလည်း one စရာကောင်းတာပါလဲဆိုတော့ကျွန်တော်တို့အရင်တုန်းကလည်းเนาะဒီအင်္ဂလိပ်နယ်ချက်အစိုးရကိုကျွန်တော်တို့ကိုလိုနီအစိုးရပေါ့နော်သူကိုတော်လှန်ခဲ့ကြတယ်အခုထိလဲเนาะအခု1920မှာဒါစခဲ့တာဆိုရင်အခုဆိုကျွန်တော်တို့နှစ်ပေါင်း100ကျော်သွားပြီ105နှစ်ရှိပေါ့နော်105နှစ်တိုင်ဒီအထိလဲကျွန်တော်တို့ဟာတိုင်းတစ်ပါးကိုတော့မတော်လှန်ရတော့ဘူးလက်ရှိကျွန်တော်တို့ကိုမတရားအုပ်ချုပ်နေတဲ့เนาะအကြမ်းဖက်စစ်ကောင်စီကိုကျွန်တော်တို့တော်လှန်နေကြရတုံးပဲပေါ့เนาะအဲ့ဒီမှာမှဒီကတလေစဉ်းစားမိတယ်ပေါ့နော်တိုင်းတစ်ပါးကလာအုပ်ချုပ်တုံးကတော့ဒီလောက်မရက်ဆက်ဘူးပေါ့နော်ဒီလောက်လူမဆန်တဲ့လုပ်ရက်တွေမလုပ်ဘူးပေါ့အခုကိုပြည်သူကိုလူအချင်းချင်းပေါ့နော်ကိုလူမျိုးအချင်းချင်းတော်လှန်ရတော့မှပဲတကယ်ကိုမှနော်ဖက်စစ်တက်လို့ပြောရလောက်အမတန်မှကိုဆက်စုပ်ရောရှာစရာကောင်းတဲ့အလုပ်ရက်တွေကိုလုပ်နေတဲ့လူတွေနဲ့ကျွန်တော်တို့ကရင်ဆိုင်နေရတယ်ပေါ့နော်အရင်ကအင်္ဂလိပ်ကိုလိုနီအစိုးရတုန်းကမှနော်စာတင်ကြားကိုပုံကျဲတာတို့စေယုံကိုပုံကျဲတာတို့မလုပ်သေးဘူးနော်အခုကျွန်တော်တို့ဒီကျွန်တော်တို့ကိုယ်တိုင်းပြည်ပြည်သားချင်းချင်းကြတော့မှာပဲเนาะဒါမျိုးတွေပါရင်ဆိုင်နေရတယ်ပေါ့နော်အဲ့တော့သမိုင်းကတစ်ပတ်မကဘူးပေါ့နော်အပတ်ကိုလဲတယ်105နှစ်ကြာသည်ဒီကျွန်တော်ဒီလုပ်တွေလုပ်နေရတော့မယ်เนาะတစ်ဖက်မှာလည်းပို့ပြီးတော့မှစိုးရွားတဲ့အာဏာရှင်ကိုကျွန်တော်တို့တော်လှန်နေကြရတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီနေ့သားတွေသမီးတွေကိုဦးအနေနဲ့ပထမဆုံးစပြီးပြောချင်တာကတော့ဂုံပြုတယ်ဂုံယူတယ်ဆိုတဲ့အကြောင်းเนาะဘာဖြစ်လို့လဲဆိုတော့အခုဒီမှာလည်းဒီသမိုင်းကြောင်းကိုဓာတ်ပုံလေးတွေနဲ့နည်းနည်းပြောပြမယ်ပြောပြတဲ့အခါကျရင်ပို့ပြီးတော့မှဒီလိုမျိုးဒီပညာရေးပြောင်းလဲဖို့ကြိုးစားတဲ့ဟာတွေကအနာဂတ်လူမှုဖွဲ့စည်းအတွက်ဒီလိုမျိုးအကျိုးသက်ရောက်မှုရှိတယ်ဆိုတာလေဒါတို့သမီးတို့ပို့ပြီးတော့သဘောပေါက်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ကွန်ပျူတာအခုဒီအချမ်းဖတ်စစ်ကောင်စီကိုတွန်းလှန်ကြတဲ့အချိန်မှာအမြင်သာဆုံးကတော့ဒါတို့သမီးတို့လည်းတတိထားမိကြမယ်လက်နက်ကင်တော်လှန်ရေးပေါ့နော်ဘာလို့ဆိုလက်နက်နဲ့စကားပြောမှရမှာဖြစ်တဲ့အတွက်လက်နက်ကိုကင်ပြီးတော့မှတိုက်ကြတယ်တွန်းလှန်ကြတယ်နော်ခုခံကြတယ်နော်သူတို့ထိုးစစ်ဆင်ကြတယ်စသဖြင့်ပေါ့နော်အမေတစ်ဖက်မှာလည်းအဲ့လက်နက်ကင်တော်လှန်ရေးပဲလုပ်နေလို့မရဘူးနော်တစ်ဖက်မှာလည်းဒီဘက်မှာပညာရေးပြည်ပြောင်းလဲမှုတွေနိုင်ငံရေးပြည်ပြောင်းလဲမှုတွေလုပ်ဖို့လိုဒီနှစ်ခုကတပြိုင်တည်းပေါ်မှရမယ်ပေါ့နော်စစ်ကြီးပဲတိုက်နေပြီးတော့ပညာရေးပြည်ပြောင်းလဲမှုမလုပ်ဘူးဆိုရင်လည်းအနာဂတ်မှာပေါ်ထွက်လာမယ့်လူမှုဖွဲ့စည်းရာစုပ်ပြတ်တတ်နေမှာပဲနော်ဆိုတော့ပညာရေးပြည်ပြောင်းလဲမှုကလည်းလိုအပ်တယ်ဒါပေမဲ့ဒီမှာလည်းအခုဒါ CDM လောက်လာကြတဲ့ဆရာဆရာမတွေပါမယ်နော်ဆိုတော့စဉ်းစားကြည့်ပေါ့ဒီဆရာဆရာမတွေကအခုစစ်တပ်ရဲ့အကြောင်းတွေမှာပဲဆက်ပြီးတော့စာသင်ပေးနေမယ်ဆိုရင်ဒီဘက်မှာပညာရေးပြည်ပြောင်းလဲမှုလုပ်မယ်ဆရာမတွေလည်းရှိတော့နော်ဆရာဆရာမတွေကတော့စာသင်ပေးခြင်းနဲ့နော်ဒါပေမဲ့လာတက်တဲ့အကြောင်းသူကျောင်းသားမရှိဘူးဆိုရင်တော့ပညာရေးပြည်ပြောင်းလဲမှုကပဲဖြစ်တော့နော်အဲ့တော့တို့တွေစိတ်ထဲမှာတစ်ခါလေးဖြစ်နိုင်တယ်မှာအရွယ်လေးနည်းနည်းဆက်ကြော်တဲ့အရွယ်ဆိုရင်စိတ်တက်ကြလာတာမျိုးတွေရှိနိုင်တယ်နော်ငါတို့ဒီလိုမျိုးကြီးလုပ်တော့လည်းဘာထူးသွားလဲပေါ့ဒီချမ်ပတ်ဆက်တက်အတွက်ကိုဘာထူးသွားဟုတ်တယ်ဒါတော့သမီးတို့ဒီလိုမျိုးပညာရေးပြည်ပြောင်းလဲမှုပါဝင်နေနော်ဒီဘက်ဟိုစကားဆိုင်အကြောင်းတွေမှာမတက်နိုင်တဲ့ CDM လုပ်တယ်ဒီဘက်က Federal အကြောင်းတွေမှာဒါတို့မျိုးတက်ကြတယ်ဘာဖြစ်သွားလဲဆိုစကားစားဘာမှပြောတော့ဒါပေမဲ့အနာဂတ်လူမှုဖွဲ့စည်းအပြောင်းလဲဖြစ်ဖို့
အင်မတန်မှကိုအရေးကြီးတဲ့လုပ်ရအင်မတန်မှကိုအရေးကြီးတဲ့ရွေးချယ်မှုကိုလုပ်လိုက်ကြတာဖြစ်တယ်။နောက်ဒီမှာအခုကျောင်းသူကျောင်းသားတွေမိဘတွေလည်းနားထောင်နေကြတယ်နော်။ဆိုတော့ကလေးတွေကိုအခု online ကနေပဲစာသင်ပေးရတဲ့ကိစ္စဒီဘယ်လောက်တောင်စိန်ခေါ်မှုများတယ်ဆိုတာကျွန်တော်တို့သိတယ်။နော်။ဥပမာ online ကနေအခုဆို internet အခက်အခဲတွေကြုံရတာရှိတယ်နော်။ပြီးတော့ကလေးတွေကအပြင်မှာအတူတူတွေ့ပြီးစာသင်ရတာကကလေးတွေကိုပို့ပြီးတော့ပျော်ရွှင်စေတယ်နော်။အထီးကျမှုကိုပြေပြောက်စေတယ်။တယောက်နဲ့တယောက်ပေါင်းတဲ့ဆက်ဆံတတ်တဲ့အလေးအထားလေးတွေကိုလည်းပို့ပြီးတော့ရလာစေတယ်နော်။ဒီလိုမျိုးကျောင်းမှာအပြင်မှာသွားတင်တာကတော့ကောင်းတဲ့အချက်တွေရှိတယ်။ဒါပေမဲ့အခုချိန်မှာများစကားဆရဲ့ကျောင်းမှာတင်နေကျွန်တော်တို့ကလေးတွေဘလို့ပညာရေးတွေရနေမှာလဲနော်။ဒီလိုမျိုးသားနေ့အကြောင်းတွေဆိုရင်ပြောမှပြောပါမလားနော်။ပို့ပြီးတော့ထင်ရှားတာကတော့လွတ်လပ်ရေးနေ့တို့ပြည်တော်စုနေ့တို့ဆိုဘိုးကျောင်းဆိုင်အကြောင်းတွေသင်ပါမလားနော်။ဘယ်လောက်တောင်မှလက်ရှိမှာဒီကလေးတွေရဲ့ခေါင်းတွေကိုအစိတ်တွေထည့်နေမလဲဆိုတာကျွန်တော်တို့စဉ်းစားကြည့်လို့တော့မရဘူးပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီပညာရေးရတယ်ထွက်လာကြတဲ့အခါမှာဘယ်လောက်တောင်ဒီ water mine တွေဝင်ခဲ့တယ်နော်။အုံနောက်တွေစေးခဲ့တယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်သိတာပေါ့နော်။ဆိုတော့အခုခေတ်ဆိုပိုတော့မှစိုးလေဦးမယ်ပေါ့နော်။ဆိုတော့ဒီဘက်မှာကျောင်းတွေမှာသင်ရတဲ့အခါမှာတော့ online ကနေသင်ရတဲ့စံပုံမှုတွေရှိတယ်။သို့တော်လည်းပဲဒီလိုမျိုးအကြောင်းအရာတွေကလေးတွေသိခွင့်ရတယ်။နောက်ကိုတိုင်းပြည်နဲ့ပတ်သက်တဲ့သမိုင်းအမှန်တွေကိုသိခွင့်ရတယ်နော်။ဆိုတော့ပြီးတော့ထိတွေ့နေရတဲ့ဆရာဆရာမတွေကလည်းနော်ကျွန်တော်တို့ခုနလိုအဓမ္မကိုစန့်ကျင်ပြီးတော့ဓမ္မဘက်မှာရည်တည်နေတဲ့ဆရာဆရာမတွေဖြစ်တဲ့အတွက်ကလေးတွေအတွက်ကိုလည်းပို့ပြီးတော့မှကောင်းမွန်တဲ့တန်းညွှန်မှုတွေလုပ်ပေးလိုက်တယ်လို့မြင်တယ်ပေါ့နော်။ဆိုတဲ့အခါကျတော့ဒါကကောင်းတဲ့ဘက်ချမ်းလေးတွေပေါ့။ဒါကြောင့်မလို့ဒီရွေးချယ်မှုဒီလက်ရှိကလေးတွေရဲ့ပညာရေးအတွက်ကိုရောနောက်အနာဂတ်လူ့ဖွဲ့စည်းအတွက်ကိုပါအင်မတန်မှထောက်ကူဖြစ်တဲ့ရွေးချယ်မှုလို့ဒါပြောချင်တယ်ပေါ့နော်။ဆိုတော့ဒီမှာဆိုရင်ဒီသမိုင်းစီကံလေးတွေဆိုတာလေးကတော့ဟိုပေါ့နော်ပပလေးတာတို့တတောင်းသထိုင်းနော်တက်ကြပြောမယ်မေးမယ်အာရုံစိုက်ပြီးနားထောင်နော်ဒီလိုလေးတွေကျွန်တော်လုပ်ကြရအောင်နော်ဆိုတော့ဒီမှာဒီပုံလေးတွေကြည့်မယ်ဆိုရင်အနီးကပ်နည်းနည်းကြည့်စာသားလေးတော့သေးတယ်နော်ဒါပေမဲ့နည်းနည်းပြောပြမယ်ဒါဦးစီတို့ဆိုတဲ့စာစင်ကနေယူထားတာဖြစ်တယ်နော်ဆိုတော့ဒါကဒီမျိုးသားလေးဖြစ်ပေါ်လာပုံတမိုင်းကြောင်းလေးဒါတို့မျိုးဒီပြီးသားလေးဖြစ်လိမ့်မယ်နော်ဆိုတော့အင်္ဂလိပ်နယ်ချဲအစိုးရ1920မှာပညာရေးအဥပဒေကိုပြဋ္ဌာန်းလိုက်တယ်နော်အဲ့ဒီအဥပဒေဒီအခြေခံလူတန်းစားတွေအတွက်ကိုပြတာခြင်းမရှိဘူးနော်တကယ်ကိုချမ်းသာတဲ့လူတွေပဲနော်ပညာဆက်ပြီးတော့သင်နိုင်မယ်နော်လူတွေကိုပညာမတတ်အောင်ပေါ့သူဖြင့်အခြေခံလူတန်းစားတွေကိုပညာရေးနဲ့ကင်းကွာအောင်လုပ်လိုက်တဲ့ဥပဒေပေါ့မျိုးစုံသောပိတ်ဆို့မှုတွေလုပ်ထားတဲ့ဥပဒေတခုပြဋ္ဌာန်းလိုက်တယ်နော်ပြဋ္ဌာန်းလိုက်တဲ့အတွက်ပြည်သူတွေကတောင်းဆိုမှုတွေလုပ်တယ်နော်စန့်ကျင်တယ်ပေါ့နောက်ဆုံးကြတော့ဒီမှာရွှေတကုံဖျားမှာဒီចောင်းသားတွေကနေတပိတ်မှောက်ဖို့ဆိုပြီးတော့ဆုံးဖြတ်တယ်အဲ့လိုတပိတ်မှောက်ဖို့ဆုံးဖြတ်လိုက်တဲ့ရက်ကိုဒါနောက်တစ်ချိန်ကျတော့အမျိုးသားနေ့ဖြစ်နေတတ်မှတ်တယ်ပေါ့နော်ဆိုတော့တပိတ်မှောက်လိုက်တယ်တပိတ်မှောက်လိုက်တယ်ဆိုတော့အခုဒီလက်ရှိအနေထားနဲ့ဥရောအတူတူပဲမဟုတ်ဘူးလားနော်ဆိုတော့လက်ရှိဒီစစ်ကောင်စီကတော့ဥပဒေတောင်ပြမထမ်းဘူးနော်ဆိုတော့မတရားအာဏာသိမ်းလိုက်တယ်ပြီးတော့သူတို့ပညာရေးအကြောင်းတွေမှာနော်ဒီမျိုးသောဒီကလေးတွေကိုဝါတာမိုင်းတိုက်ဖို့တွေသူတို့ကြိုးစားတယ်နော်ပညာရေးကိုငကိုတွေကလည်းဂရုမစိုက်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုပိုတော့မှစိုးသေးတယ်ပေါ့နော်ဆိုတော့အဲ့တော့အတန်းပညာတက်ယုံနော်ကျောင်းကိုလာယုံပဲသူတို့သဘောထားပြီးတော့မျိုးသောဝါတာမိုင်းတိုက်တာတွေသူတို့လုပ်မယ်နော်ဆိုတော့ဒါကအများကြီးတော့ငင်းသွားတော့ကြည့်စရာမလိုဘူးပေါ့စဉ်းစားကြည့်လိုက်မယ်ရတယ်ဆိုတော့အဲ့တော့ဒီလိုမျိုးမတရားအာဏာသိမ်းတာကိုကိုတို့ပြည်သူတွေကလက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အတွက်ဆန့်ကျင်တယ်တပိတ်မောက်တယ်အခုလက်ရှိအနေထားနဲ့ပုံစံချင်းအတူတူပဲပေါ့နော်ဆိုတော့အဲ့လိုဟုတ်ပြီတပိတ်မောက်လိုက်ပြီဒီเจ้าတွေကိုမတက်ဖို့ဒီမှာဆိုလဲနေဒီလိုဥပဒေအတိုင်းငါတို့မတက်ဖို့ဆိုတဲ့အခါမှာဘာလို့လာလဲဆိုတော့အစားထိုးဖို့အတွက်เจ้าတွေလို့လာဒါတွေကတော့အမျိုးသားเจ้าဆိုတာပေါ့အမျိုးသားမျိုးသမီးကိုပြောတာပေါ့နော်ဘာသာပြန်လိုက်တာ national ကိုဘာသာပြန်လိုက်တော့အမျိုးသားလို့ဖြစ်သွားတာနော်ဆိုတော့အမေသူကပြောချင်တာဒီ national ရဲ့သဘောနိုင်ငံနဲ့ဆက်ဆက်တဲ့ဟာပေါ့နော်နိုင်ငံလုံးဆိုင်ရာเจ้าတွေပေါ့လို့အမျိုးသားเจ้าတွေပေါ်ပေါက်လာတယ်ပေါ်ပေါက်လာပြီးတော့အဲ့မျိုးသားเจ้า1920ပေါ့နော်1920မှာဒီလူတွေပေါ်လာတဲ့အဲ့မှာတက်လိုက်တဲ့အမျိုးသားเจ้าမှာတက်လာတဲ့လူတွေကနောက်တစ်ချိန်မှာနိုင်ငံခေါင်းဆောင်တွေဖြစ်ပြီးတော့မှအပိသက်လွတ်လပ်ရေးကိုရယူလိုက်တယ်ပေါ့နော်ဆိုတော့ပြောချင်တာဒီ1920မှာပါဝင်ခဲ့တဲ့ပထမကျောင်းသားတော်မှာပါဝင်ခဲ့တဲ့နော်ကျောင်းသားကြီးတွေကလွတ်လပ်ရေးကိုယူပေးခဲ့တာတော့မဟုတ်နော်ဒါပေမဲ့အဲ့ဒီကနေအစပြုလိုက်တဲ့အမျိုးသားကျောင်းတွေကနေပေါ်ထွက်လာတဲ့လူတွေကအခုဒီမှာဆိုလဲဒါဒီလက်ရှိအခု Federal School တွေဆိုရင်ကျွန်တော်အမျိုးသားကျောင်းတွေနဲ့နမူနာပတ်တူတာပေါ့နော်အဲ့ဒီအမျိုးသားကျောင်းတွေကနေပေါ်ထွက်လာမယ်အခုသားတို့သမီးတို့ဒီနော်နောက်တစ်ချိန်မှာကိုယ်နိုင်ငံရဲ့အရေးအရာကိုသိတယ်အကောင်းဆုံးအကျိုးဖြစ်ကိုပိုင်းခြားနိုင်တယ်ဓမ္မနဲ့အဓမ္မကိုပိုင်းခြားနိုင်တယ်ရှက်ထိုက်တာကိုသိတယ်ကြောက်ထိုက်တာကိုကြောက်တယ်မကြောက်ထိုက်တာကိုမကြောက်ဘဲနဲ့မရှက်တတ်တာကိုမရှက်ရမှာမရှက်တတ်တဲ့ကလေးတွေလူငယ်တွေနောက်တစ်ချိန်ဖြစ်လာမယ်ဖြစ်လာရင်အဲ့ဒါတွေကဦးတို့ရဲ့နောက်အနာဂတ်မှာကိုနိုင်ငံတည်ဆောက်တဲ့အချိန်မှာအင်မတန်မှထောက်ကူဖြစ်ကြလိမ့်မယ်ပေါ့နော်အဲ့တော့သားတို့သမီးတို့ဒီလက်ရှိအသက်အရွယ်ရ
လက်ရှိຫນွေဥတော်လိုင်းရဲ့အနိုင်ရအောင်လုံနိုင်တော့အခြေအနေမရှိတော့ဒါတို့ပြီးတော့ကလေးတွေပဲရှိသေးတယ်နော်ဆိုတော့ဒါပေမဲ့နောက်တစ်ချိန်ပေါ်ထွက်လာမယ့်အနာဂတ်မှာခုနကလိုပညာရေးတွေဖြည့်ဆည်းထားမယ်အခုဆိုကြည့်လိုက်ဒါဥတို့ပတ်ဝန်းကျင်မှာလိုက်ကြည့်လိုက်မယ်ဆိုရင်လူတွေကပတ်စံရှိရင်ပြီးရောငွေရှိရင်ပြီးရောအာဏာရှိရင်ပြီးရောနော်ဘာလို့တင့်တယ်နေကြတယ်နော်ဆိုတော့ဒါပါလဲဆိုလူတွေမြန်မာပြည်သူလူထုဒီလူမှုအတိုင်းဝိုင်းမှာဟီရီအော်တပတ်တရားတွေကြာဆုံးလာတဲ့ကြာဆင်းလာတဲ့အတိတ်ပဲဟီရီအော်တပတ်ဆိုတာတို့သမီးတို့ကြားဘူးမယ်ဟီရီဆိုတာမဟုတ်တာလောက်ရမအောင်ရှက်တာကိုယ့်ရဲ့စိတ်ထဲကနေရှက်တာဒါကြီးလောက်ရမယ်ဟောနော်အော်တပတ်ဆိုတာမဟုတ်တာလောက်ရမအောင်ကြောက်ကြောက်တယ်ဆိုတဲ့သဘောပါလေမဟုတ်တာလောက်လိုက်လို့ရှိရင်လူတွေကဝိုင်းကဲရဲ့ပြစ်တယ်ကြောက်ဒါကိုအော်တပတ်လို့ပေါ့နော်အဲ့တော့မြင်တောင်တင်စားပြီးပြောရလို့ရှိရင်ဒါတို့သမီးတို့ဥပမာမစင်တုံးကြီးနော်မစင်တုံးကြီးလူတယောက်ကမစင်ပါသွားတယ်အဲ့မစင်တုံးကြီးဒါတို့သမီးတို့ကင်မလားဆိုရင်မကင်ဘာဖြစ်လို့လဲစိတ်ထဲကယွန်လာတာယူဒါကိုဟီရီလို့ပေါ့ကိုတိုင်ကိုကမလုပ်ချင်တာနော်လုပ်လိုက်လို့ရှိရင်ဟိုပထမတယောက်ကရိုက်မှာမလို့မလုပ်တာလည်းမဟုတ်နော်တယောက်ကကဲ့ရဲ့ပြစ်တယ်မှာဆိုလို့မလုပ်တာလည်းမဟုတ်ကိုတိုင်ကဒီပစင်တုံးကြီးကိုယွန်လာဒါကိုဟီရီလို့ပေါ့နော်အော်တပါကြတော့ကိုကလှုပ်ချင်တယ်ဒါပေမဲ့လှုပ်လိုက်ရင်ဝိုင်းပြီးတော့လူတွေကအပြစ်တင်ကဲ့ရဲ့မှာဆိုလို့ဥပမာထားပါတော့ဒါတို့သမီးတို့ကိုရဲ့တငယ်ချင်းတယောက်ကပစ္စည်းလက်လာလေးတစ်ခုရှိနော်ကိုလည်းအဲ့ပစ္စည်းလိုချင်တယ်ထားပါတော့ကိုအိမ်ကဝယ်မပေးဘူးသူကလိုချင်တယ်ဒါပေမဲ့ခိုးလိုက်မလို့ရမရဘာလို့ခိုးလိုက်တာနဲ့အဲ့သူကတိမယ်ကျန်တဲ့ကျောင်းကလူတွေကတိမယ်ဆီယာမအတိမယ်ကိုတခိုးဖြစ်နေတယ်လို့မြင်ကြဒါဒါကြီးကိုကြောက်တဲ့အတွက်ပတ်ဝန်းကျင်ဝိုင်းပြီးပြစ်တင်အောင်ကြောက်တဲ့အတွက်ဥရဒီခိုးယူခြင်းမလုပ်ခိုးယူခြင်းမလုပ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျောင်းမှာပစ္စည်းပြောက်တယ်ဆိုတာမရှိပစ္စည်းပြောက်တယ်ဆိုတာမရှိတဲ့အတွက်ကျောင်းသူကျောင်းသားတွေအကုန်လုံးအေးအေးချမ်းချမ်းနဲ့စားတဲ့လို့ရဒါအော်တပါဆိုတော့ဒီဟီရီနဲ့အော်တပါဒီလူလောကကြီးသားရလှပဖို့အတွက်ဥတို့ရဲ့အတွင်းစိတ်ထဲမှာရှိဖို့အင်မတန်အရေးကြီးတော့တရားတွေဖြစ်တယ်နော်ဆိုတော့အဲ့တော့မဟုတ်တာလောက်အောင်ရှက်ရမယ်လူတယောက်ဟာအတွင်းစိတ်ထဲကဒါကြီးလောက်အောင်ရှက်တယ်ငါမလုပ်ချင်ဘူးဆိုတာမျိုးဖြစ်ရနော်အဲ့ဒီလှုပ်လိုက်ပြီးသွားလဲလူမှုတိုင်းမှာကဲ့ရဲ့ပြစ်တင်မယ်အကဲ့ပြစ်တင်တော့ကြောက်တဲ့စိတ်ရှိရအခုဆိုရင်ဥတို့ပုံဝင်ချင်မှာကြည့်ကြည့်လိုက်လူတွေကမဟုတ်တာလောက်အောင်ရှက်သလားဆိုမရှက်တော့ပေါ်တင်နေမဟုတ်တာကြီးလုပ်နေကြတယ်နော်ခိုးလည်းဝင်မလေးဘူးအာနာရှိတဲ့လူနဲ့ပေါင်းစားဖို့လည်းဝင်မလေးဘူးနော်ဆိုတော့ဥတို့ပုံဝင်ချင်မှာကြည့်ကြည့်လိုက်အော်တပတ်နော်ဒီကောင်ပတ်စံရှိတယ်ဆိုဒီကောင်ဘယ်လိုပဲခိုးတာပတ်စံရှိတယ်ဆိုရင်ပေါင်းချင်သိမ်းချင်တဲ့လူတွေကဝင်မလေးလက်ထက်ချင်တဲ့လူတွေကဝင်မလေးဒီကောင်အာနာရှိတယ်ဆိုရင်ဒီအပေါင်းမဲ့သိမ်းမယ်နော်ဆိုတော့မဟုတ်တာလုံးနေမြင်ရနဲ့လေမကဲ့ရတော့ပဲနဲ့ပတ်စံရှိရင်ပြီးရောအာနာရှိရင်ပြီးရောယာတူးရှိရင်ပြီးရောဆိုပြီးတော့လူတွေကချီကျူးထောပနာပြုနေကြဆိုတော့မဟုတ်တာလုပ်ပြီးသွားလို့ကဲ့ရပြစ်တင်မှလည်းကြောက်စရာမလိုတော့ဆိုတော့လုံချင်တိုင်းကိုလုပ်ကြတော့ပေါ့ဟုတ်တာတွေကနော်ဆိုတော့လူမှုတိုင်းဝိုင်းကြီးကဘယ်လောက်တောင်ပျက်စီးလာလဲနော်ဆိုတော့ဒီလိုလူတွေကြီးပဲဒါအများကြီးဖြစ်လာဒါပါလဲဆိုတော့အရင်ခေတ်စနစ်နှစ်တွေကဒါတိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတဲ့အကျိုးဆက်တွေနော်ပညာရေးကိုဖျက်ဆီးခဲ့ကြတဲ့အကျိုးဆက်တွေဆိုတော့ဒီလူတွေရဲ့အသက်တွေလည်းကြီးလာအောင်အဲ့ဒီအော်တပတ်တရားတွေကြာဆုံးကြာဆင်းနော်အဲ့တော့မဟုတ်တာလုံးဝမှလည်းမရှက်ဘူးသူများကဲ့ရဲ့ပြစ်တင်မှလည်းမကြောက်ဘူးလူတွေကလည်းကဲ့ရဲ့ပြစ်တင်တာမလုပ်တော့ဘူးပတ်စံရှိရင်ပြီးရောနော်ဟိုကဲ့ရဲ့ပြစ်တင်ရက်ွက်ထဲကတခိုးတာဖမ်းပြီးတော့ဆင်းရင်ဆင်းမယ်နော်တိုင်းပြည်နဲ့ချီပြီးခိုးနေတဲ့လူတွေ pro နေကြတော့ကျွန်တော်တို့အပနဲ့နော်အရန်နေချီကျူးပြီးတော့နော်ကိုဘယ်လိုပြောမလဲအရန်ကိုမှကိုဘွားရဲ့ဆန်ထားတဲ့ပုံကိုယ်တွေဖြစ်နေတာတကယ်တော့တခိုးကြီးစားတွေပဲနော်သူတို့ခိုးတာကရက်ွက်ထဲမှာထမိန်ဝင်ခိုးတဲ့လူထက်တော့ပို့ပြီးတော့မှလူအများဒုက္ခပေးတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမမြင်တော့ဒီလူတွေကိုကျွန်တော်တို့ချီကျူးကြတယ်လေးစားကြတယ်အားကြကြဒီလိုဖြစ်နော်ဆိုတော့ဘလောက်တော့စုပ်ပြတ်သွားလဲနော်အဲ့တိုင်းသာဆက်သွားရင်ကျွန်တော်တို့ဘလို့ကြီးပဲ Federal မကလို့ Federal Democracy မကလို့ဘာကြီးပဲရဘယ်ပါတီပဲအုပ်ချုပ်ဘယ်သူပဲအုပ်ချုပ်ကျွန်တော်တိုင်းပြည်ရဆုတ်ပြတ်တတ်ဆိုတော့ Hiri Order ပါတရားတွေပြန်ပြီးတော့မှထွန်းကားတဲ့လူမှုအဖွဲ့အစည်းဖြစ်ဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါကဒီမျိုးသားကြောင့်အခုဒီ kit ဆိုရင်တော့ Federal ကျောင်းတွေကနေပဲဒါတွေကိုကျွန်တော်တို့ကမျှော်လင့်လို့ရနိုင်ပြီပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီမျိုးသားနေ့ဖြစ်ပေါ်လာဖို့တမိုင်းကဒါတို့သမီးတို့ ਨੇ အင်မတန်မှကိုဆက်တယ်လို့သူကဒါအစောပိုင်းမှာပြောခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိအထိလည်းဒီကျောင်းသူကျောင်းသားတွေရဲ့အခန်းကဏ္ဍကရေးပါနေသေးပဲเนาะဒါလေးကိုပြောချင်တယ်ဆိုတော့ဒါလေးကတော့သမိုင်းဝင်တပ်ပုံလေးတွေပေါ့လေနော်ဆိုတော့အဲ့တော့ဒါကျောင်းပထမပုံလေးကတော့နည်းနည်းဝါမယ်အသေးစိတ်လေးကြည့်နည်းနည်းကပ်ပြီးကြည့်ပေါ့နော်1920ပထမကျောင်းသားသပိတ်မှာကျောင်းသားတွေအသုံးပြုခဲ့တဲ့ Downland တော့နော်အောက်ကကျတော့ဒါအခုဒီနေ့မှာဒီချိန်မှာများဒီမှာရှိတဲ့ဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေတပ်ပုံစုပြီးရိုက်ခွင့်ရရင်ဒီလိုပုံထွက်လာမှာပေါ့နော်သပိတ်မောက်ကောင်စီဝင်ကျောင်းသားတွေနဲ့အမျိုးသားကျောင်းဆရာနော်တင်မဲ့အသင်ခံမဲ့ဆရာကျောင်းသူကျောင်းသားလည်းရှိဖို့လို့တို့တင်ပေးမဲ့ဆရာလည်းရှိရနော်အဲ့လိုပဲလက်ခံပေးမဲ့အပ်ပေးမဲ့မိဘလည်းရှိရဒီလိုမျိုးသုံးဖလဲပြည့်စုံမှသာဒီလိုမျိုးပညာရေးပြောင်းလဲမှုတွေဆိုတာပေါ်ပေါက်လာတာဖြစ်တယ်နော်အဲ့ဒီမှာဆိုရင်ကျတော့ဒါကသပိတ်မောက်ကောင်စီဌာနချုပ်ဖြစ်နေအသုံးပြုခဲ့တဲ့ဇရက်ပေါ့
နော်အောက်ကကျတော့ဒါတပိတ်မောက်စခန်းတွေတပိတ်မောက်ကျောင်းသားတွေစခန်းချခဲ့တဲ့တိုက်တရားအကြောင်းပြောချင်တာခုနလိုပေါ့နော်အင်္ဂလိပ်အစိုးရကလက်ထက်ကတော့မှဒါမျိုးတွေလုပ်လို့ရသေးတယ်အခုနေများကျောင်းသူကျောင်းသားတွေတာသမီးတို့စုပြီးတော့အဲ့လိုလုပ်ကြည့်ပါလားဟိုကောင်နေဒုက္ခလာပြီးတော့နော်ဆိုတော့ပိုတော်မှရက်ဆက်တဲ့အာဏာရှင်တွေနဲ့တွေ့နေရသေးတယ်ဆိုလို့ရတယ်နော်ဒီမှာဆိုရင်ဒါအမျိုးသားကောလိပ်မှာသင်ကြားခံခဲ့တဲ့ဆရာတွေကျောင်းသားတွေနော်အောက်ကကျတော့အမျိုးသားကောလိပ်ဖြစ်နေအသုံးပြုခဲ့တဲ့ကျောင်းသားဥရိယကျောင်းသားနော်ဆိုတော့ဒီလိုပုံစံတွေနဲ့ဦးတို့ရှေ့ကလွန်ခဲ့တဲ့နှစ်100ကျော်ကနော်ကျောင်းသားကောင်းဆောင်တွေကဒီလိုပုံစံတွေနဲ့ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ကြတယ်အခုဦးတို့105နှစ်ကြာသွားပြီနော်105နှစ်1920ဆိုတော့အခုဆို100နှစ်မှာ2025ဆိုတော့နော်105နှစ်ကြာသွားပြီကြာသွားတဲ့အချိန်မှာလဲနော်ဦးတို့တွေကဒီအလုပ်တွေကိုလုပ်နေကြရတော့ပဲနောက်တစ်ချိန်တော့သမီးတို့အရွယ်တွေရောက်လာတဲ့အခါဦးတို့အရွယ်တွေရောက်လာပြီဆိုတဲ့အခါကျရင်တော့ဒီလိုမျိုးတွေတော်လည်းနေရတာတွေမဖြစ်တော့ဖို့အတွက်ကိုဒါဦးတို့တွေဒီကာလမှာအစွမ်းကိုကြိုးစားနေကြတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒါကျောင်းသားသပိတ်ပေါက်ကနေပေါ်ထွက်လာတဲ့ရန်ကုန်မြို့မှာနော်မြို့သားကျောင်းအောက်ကကျတော့မန္တလေးဗဟိုမြို့သားကျောင်းနော်ဒါတွေကဒါမြို့သားကျောင်းတွေပေါ်ထွက်လာတဲ့ဘောပေါ့နော်ဒီဟာလေးတွေကျွန်တော်ရှိကြတယ်နော်ပြီးတော့ဒီဘက်ကပုံလေးကတော့ဒါခုနကဒါဒီဘက်နောက်ပိုင်းမှာပြန်ရိုက်ထားတဲ့ပုံပေါ့နော်ခုနရွှေတကုံစီဒီစနေထောက်မှာစိုက်ထူထားတဲ့အထိမ်းအမှတ်ကြောက်ပိုင်းနော်ဆိုတော့ဒါလေးတွေကတော့ဒါတပ်ပုံလေးမှတ်တမ်းတပ်ပုံလေးတွေပေါ့နော်ဒါကတော့1920မှာဒါပါဝင်ခဲ့တယ်ပထမကျောင်းသားသပိတ်မှာပါဝင်ခဲ့တဲ့သပိတ်မောက်ကျောင်းသားခေါင်းဆောင်26ယောက်ရှိတယ်လို့ပြောတယ်22ယောက်ရဲ့တပ်ပုံကိုပဲစုလို့ရခဲ့တယ်ပေါ့နော်ဆိုတော့ဒါတွေကခုနကပြောသလိုပဲနောက်တစ်ချိန်မှာနော်လွတ်လပ်ရေးရယူပေးမဲ့လူငယ်တွေကိုဝေးထုတ်ပေးခဲ့တဲ့မျိုးသားကျောင်းတွေရဲ့စတဲ့ရာဒါဒီလူ26ယောက်ပေါ့နော်ဒီကျောင်းသားခေါင်းဆောင်26ယောက်ကနေစခဲ့တယ်လို့ပြောပြရအောင်နော်အဲ့ဒီမျိုးသားနဲ့တမိုင်းကျောင်းကိုပြန်ပြီးတော့မှဒါလေ့လာလိုက်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံတစ်ခုအပြောင်းလဲလုပ်တဲ့အခါမှာနော်ကျွန်တော်ပညာရေးဟာခြံထားခဲ့လို့မရဘူးဒါကိုကျွန်တော်တို့သင်ခန်းစာယူဖို့လိုတယ်ပညာရေးပြည်ဝင်ပြောင်းလဲမှုတွေလုံးဝမျိုးရိုးစင်ဆက်လက်ဆင့်မျိုးဆက်တစ်ခုနဲ့တစ်ခုလက်ဆင့်တန်းတယ်လို့ခေါ်နော်အဲ့တော့1920မှာလုပ်ခဲ့တဲ့ဟာဒီချက်ချင်းလက်ငင်းတော့လွတ်လပ်ရေးရမသွားတော့ညာလည်းပဲ1948မှာလွတ်လပ်ရေးရဖို့အတွက်မှာနော်ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေကိုဝေးထုတ်ပေးခဲ့တာဒီပြောင်းလဲမှုကနေစခဲ့တာဖြစ်တယ်နော်ဒီလိုမျိုးဆက်တစ်ခုနဲ့တစ်ခုလက်ဆင့်ကမ်းပြီးတော့ဦးတို့တွေကအောင်ပွဲကိုယူခဲ့ကြတာဖြစ်တယ်နော်အခုလက်ရှိဒေယူဒေါ်လာရေးမှာလည်းဒီလိုပဲ88မျိုးဆက်နော်82မျိုးဆက်88မျိုးဆက်2000မျိုးဆက်ဒါဦးတို့ဆက်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့နှစ်ကာလတွေပေါ့နော်အဲ့မျိုးဆက်တွေကနေမှအခု2021နော်ဒေါ်လာရေးမျိုးဆက်ဒီလိုမျိုးအကုန်လုံးပေါင်းစည်းပြီးတော့မှဦးတို့လုပ်ကြရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီသဘောတရားလေးကိုမြင်စေချင်တယ်ပေါ့နော်ဒီလိုမြင်လိုက်ခြင်းအပြင်ဒါတို့သမီးတို့အခုလုပ်နေကြတဲ့ပညာရေးမှာပါဝင်မှုတွေဟာအလဟတ်သက်မဖြစ်ဘူးအဟောတိကံမဖြစ်ဘူးเนาะနောက်တစ်ချိန်တို့နိုင်ငံအနာဂတ်အတွက်ကိုအင်မတန်မှအထောက်အကူဖြစ်မဲ့အရာတွေဆိုတာလေးကိုနားလည်သဘောပေါက်စေချင်တယ်ပေါ့နော်ဘာလို့ဆိုတော့တစ်ခါတလေမှာရှိတတ်ပါတယ်။ကျောင်းသူကျောင်းသားကလေးတွေကတော့ဒါသိချင်မှသိမယ်နည်းနည်းလေးအရွယ်ရောက်လာရင်တချို့ပြောကြမယ်။မင်းတို့တွေဒီလိုမျိုးတွေနော်စက်ကောင်စီရဲ့ကျောင်းကိုမတက်ဖဲနဲ့ဒီလိုမျိုးတွေ Federal ကျောင်းတွေတက်တော့မင်းတို့ဘာဖြစ်သွားလဲမင်းတို့ပဲဒုက္ခရောက်တာအပတ်တင်တာပေါ့နော်စက်ကောင်စီကဘာမှဖြစ်မသွားဘူးเนาะဆိုတာမျိုးတွေစက်ကောင်စီကကလေးတွေဆိုရင်တွေ့ရမှာအတန်းတွေတစ်ခုတက်နေပြီစသဖြင့်ဒီလိုမျိုးတွေပြောကြတယ်ရှိတယ်เนาะဆိုတော့အလဟတ်တဲ့အကြောင်းမဲ့ဥရောဘယ်လိုပြောမလဲကလေးတွေရန်ဖြစ်တယ်လို့မျိုးเนาะအရွက်တိုက်ပြီးတော့အေးဆိုနင်တို့အကြောင်းငါတို့မလာဘူးဆိုတာမျိုးနဲ့လုပ်နေတာမဟုတ်เนาะတကယ်တမ်းအနာဂတ်လူဖွဲ့စည်းအတွက်စစ်မှန်တဲ့အပြောင်းအလဲတစ်ခုဥရောလုပ်နေကြတာဖြစ်တယ်เนาะဒါကိုမြင်ဖို့လိုအပ်တယ်ပေါ့เนาะဒါအတွက်ဒီအမျိုးသားတွေတမိုင်းကြောင်းလေးနဲ့ချိန်ထိုးပြီးတော့မှပြောရခြင်းဖြစ်ပါတယ်နော်ဟုတ်ကဲ့ကင်မရာမဖွင့်လဲရတယ်နော်ဆိုတော့သားတို့သမီးတို့နော်ဆိုတော့စပေးရှောင်နေရမို့လို့ဟုတ်ကဲ့အဲ့တော့ဒါကပညာရေးပြည်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးမျိုးသားနဲ့တမိုင်းကြောင်းလေးကိုဝင်နေငယ်ပြောလိုက်တာဖြစ်ပါတယ်နော်ဆိုတော့နည်းနည်းလေးဆက်ပြီးတော့ပြောချင်တာလေးကတော့နော်ဘာလဲဆိုတော့လူတော်လူကောင်းပေါ့နော်လူတော်လူကောင်းဆိုတာလေးကိုနည်းနည်းလောက်ပြောချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပြောပြီးရင်ပြီးပြီပေါ့နော်ဆိုတော့အဲ့တော့ဖြည့်ကြည့်အောင်နော်ဒီထဲမှာကျောင်းသူကျောင်းသားတွေအဆင်ပြေတဲ့လူပေါ့နော်မိုက်ဖွင့်ပြီးတော့ဖြည့်ကြည့်လို့ရတယ်ချက်ထဲမှာရေးချင်လည်းရတယ်နော်ဘာလဲဆိုတော့တော်ပြီးမကောင်းရင်လည်းဘာဖြစ်မလဲလူတယောက်ကအရန်တော်သူ့ရဲ့နော်သူအုံနောက်ကောင်းတယ်ပညာတတ်တယ်တော်ဒါပေမဲ့စိတ်ဓာတ်မကောင်းအဲ့ဆိုရင်သူ့ကြောင့်ဘာတွေဖြစ်နိုင်လဲနည်းနည်းလောက်ဖြည့်ကြည့်ပါဦးနော်ချက်ထဲမှာဖြည့်လဲရတယ်မိုက်ဖွင့်ပြီးတော့ဖြည့်လဲရတယ်နော်ဖြည့်ခြင်းလူလက်တစ်ချက်ထောင်းလိုက်လူတယောက်ကတော်တယ်ပေါ့နော်စာမထားလို့ဒါတို့သမီးဆိုစာတော်တယ်မအကျင့်မကောင်းနော်လူကြီးတွေမှာဆိုလည်းအဲ့လိုရှိတယ်လေနော်ပညာအရင်တက်တယ်တော်တယ်ဒါပေမဲ့သူ့တပို့စာပဲသူကြည့်အကျင့်မကောင်းဆိုရင်သူ့ကြောင့်ဘာဖြစ်နိုင်လဲ
ဆရာဖြေကြည့်လို့ရမှာဆရာ ဟုတ်ရတယ်ခင်ဗျဖြေပါနော် ဟုတ်ကဲ့ပါဆရာဒီလိုမျိုးစိတ်ဓာတ်မကောင်းတဲ့လူရဆရာနောက်ပိုင်းနေမှာလူအဖွဲ့အစည်းမှာလူတွေနဲ့ပေါင်းပြီးဆက်ဆံလာတဲ့အခါမှာဆရာပေါက်ကျင်းလာပါမယ်ဆရာ ဟုတ်သူ့အတွက်ဘောင်ကျင်းလာမယ်ပေါ့နော်ဟုတ်ဒီမှာလည်းရေးထားတာနေရှိတယ်လူတယောက်ကတော်ပြီးတော့မကောင်းရင်တခုတည်းပဲကြီးတက်လာပြီးတော့ပတ်ဝန်းကျင်ရက်ခွက်နိုင်ငံအတွက်စိတ်ဓာတ်တစ်ခုဖြစ်လာမယ်တဲ့နော်ဆရာတို့သမီးထင်တော့တဲ့လူယုံမှာဖြစ်လာနိုင်တယ်နော်နောက်လူမုန်းခံရနိုင်တယ်အများအတွက်ထိခိုက်မယ်သူ့ရဲ့ခေါင်းဆောင်မှုဘယ်သူမှလက်မခံနိုင်ဘူးနော်နိုင်ငံကြီးမှာပျက်စီးနိုင်တယ်အခုဖြစ်မဲအောင်လိုက်နော်ဆိုတော့မဲအောင်လိုင်းကတော်လားမတော်လားဆိုပြောရတော့လည်းခက်တယ်နော်ဒါပေမဲ့ခုနထားပါတော့သူစစ်တိုက်တာတော့ဘာလို့တော်ရင်တော်မှာပေါ့လေနော်ဆိုတော့ဒါပေမဲ့တေချာတာကတော့တစ်စက်မှတော့မကောင်းနော်မြန်မာပြည်ကအာဏာရှင်မှန်သမျှဒီလိုပါပဲဒီအာဏာရှင်ဒီလိုစစ်တပ်ရဲ့ထိတ်ဆုံးနေရာကိုရောက်ဖို့ဆိုတာသူတို့အရင်ချင်းတစ်စီးမှမရှိဘဲနဲ့တော့လည်းမဖြစ်နိုင်ဘူးနော်ဒါပေမဲ့လည်းရုပ်မာတဲ့နေရာမှာတယောက်ရှိနော်ဆိုတော့ဒီတော်ပြီးမကောင်းတဲ့လူတွေကြောင့်ဥတို့တွေဘလောက်ဒုက္ခရောက်တော့နော်ဆိုတော့ဒီမှာလည်းတယောက်ရေးထားတဲ့လူအထင်မြင်သေးတယ်တဲ့နော်ပဝန်းကျင်လူတွေတော့မကောင်းတဲ့အရာတွေဖြစ်လာမယ်လူမုန်းများတဲ့လူတယောက်ဖြစ်လာမယ်နော်သူ့ကိုယ်သူလည်းတနေ့တငွေ့ငွေ့နဲ့ဖြည့်ဆည်းသွားမှာနော်ဒီမှာနောက်တယောက်လည်းရေးထားတယ်နော်ဆိုတော့ဟုတ်တယ်အခုဆိုမရောက်လာမဲ့ကြည့်တယ်နော်သူဘယ်လောက်ပဲအာနာတွေပါရတယ်ပြောသူ့ဘဝကြီးကအေးမအေးချမ်းနော်ဘယ်နဲ့ဘယ်သူဒုက္ခပေးသွားမလဲဆိုတာမျိုးနဲ့ညင်နေရတာပေါ့နော်ဟုတ်လူတော်တွေရုံမာရင်မတော်တဲ့လူတွေရုံမာတာပိုဆိုးတယ်မှန်တာပေါ့နော်အဲ့လူကယာရုကြီးတဲ့သူဆိုရင်နိုင်ငံကိုဒုက္ခပေးနိုင်တယ်နော်ကျေးဇူးတင်ပါတယ်ဖြည့်ပေးကြရတယ်နော်နောက်တဲ့မိန်းကလေးတစ်ခုထပ်မိတ်မယ်နော်အဲ့ဒါလေးလည်းဖြည့်ကြည့်အောင်အဲ့ဒါကတော့ဘာလဲဆိုဒါရဲ့ပြောင်းပြန်ပေါ့နော်ကောင်းပြီးတော့မတော်ရင်ရောဘယ်လိုဖြစ်မလဲဘယ်ပြောကစိတ်ထားလေးကတော့ကောင်းတယ်နော်ဒါပေမဲ့ပညာမတက်ဘူးပေါ့မတော်ဘူးသူမှရေချင်းမရှိဘူးပေါ့နော်စိတ်ထားလေးကတော့ကောင်းအဲ့ဒါဆိုရင်ရောဘာဖြစ်မလဲဟုတ်ဒီမှာ B2G8 PFE37 grade sign လောက်ထားလို့တစ်ချက်လက်ပြောပါနော်အဲ့ဒါလေးဖြည့်ခြင်းလို့ပါအဲ့လို ဟုတ်ကဲ့ဟုတ် စိတ်ထားကတော့ဆရာဟောစိတ်ထားပဲကောင်းပြီးတော့အဲ့ဒီလူတယောက်မှာကိုယ်ပိုင်အရေးချင်းပေါ့သူ့ရဲ့ဘဝမှာယက်တီမဲ့အဲ့လိုလက်မှုပဲဖြစ်ဖြစ်စက်မှုပဲဖြစ်ဖြစ်အဲ့လိုအရေးချင်းမရှိဘူးအဲ့လိုမျိုးအဲ့လိုကိုယ်ပိုင်အဲ့လိုဘဝကိုတိဆောက်ရမယ်အရေးချင်းမရှိရင်လေဒါကဘယ်လိုပြောရမလဲဆရာဒါပြင်းစရာကြီးလည်းဖြစ်နိုင်တယ်ပြီးတော့ကိုယ့်ဘဝကိုဖျက်ဆီးနေတာနဲ့လေအဲ့ဒါကလည်းတမူမထူးကြဘူးပေါ့ဘာလို့ဆိုတော့ကိုကလူတယောက်ဖြစ်လာပြီဆိုတော့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ရမယ်အဲ့လိုလူတွေပြောရလိမ့်မယ်လူတွေအားလုံးကတနေ့ကျရင်တော့အားလုံးဒီတေလမ်းပဲသွားမှာပေါ့နော်ဒါပေမဲ့လေကိုယ့်ရဲ့ရှိနေတဲ့ဘဝအတွင်းမှာစိတ်ဓာတ်ကောကိုယ့်ရဲ့ရရှိတဲ့ဘဝကိုအဲ့လိုပြပြလဲလေးနဲ့အေးချမ်းနဲ့အဲ့လိုအရေးချင်းရှိလေးနေွားတာလည်းကောင်းတယ်ပေါ့နော်အဲ့လိုအရေးချင်းမရှိရင်ဒါကသူ့ကိုယ်သူဖျက်ဆီးတာနဲ့လူဘိုကြီးပဲပေါ့ဆရာရဲ့လူဘိုကြီးဟုတ်ကျေးဇူးပါနော်ဆိုတော့နောက်တစ်ယောက်ပြောဖို့လက်ထောက်ထားသေးတယ်နော် leader ဆိုတာလေးတစ်ချက်ပြောပါဦးနော်တားပြောပါမယ်ချင်းဟုတ်ကဲ့ပြောပါတနေ့တော့ပန်းနိုင်ကိုရောက်မှာပါစိတ်တက်အားမငယ်ပဲနေသူဆက်ကြိုးစားပါမယ်ဆရာဟုတ်ကဲ့နောက်လက်ထောက်ထားတာတယောက်ရှိသေးတယ်နော် G5 လား G5 PFE3003 ဟုတ်ကျော် raise hand လုပ်ထားတယ်ခုနက grade 5ကသားလားသမီးလားလက်ထောက်ထားလို့03 grade 5က03ပြောမလားအဲ့ဆိုမပြောဘူးထင်တယ်နော်ကြော်လိုက်မယ်နော် mic ဖွင့်လို့မရလို့လား grade 5က03 line ကြနေတာဆရာဟုတ်အဲ့ဆိုရင်နောက်တစ်ယောက်က co-host နော်ဒီ co-host လုပ်ထားတဲ့တစ်ယောက် grade 9က06 lead ထားတဲ့ဟုတ်ကဲ့ကောင်းပြီးတော့မတော်ဘူးဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီလိုကခုနလိုပဲစိတ်ထားကောင်းတယ်ဒါပေမဲ့သူ့မှာရွယ်ချက်ကောင်းနေရှိတယ်ဒါပေမဲ့ तू ကမတော်တဲ့အတွက်ကြောင့်မလို့တကယ်လို့ तू ကိုလှုပ်ချင်တယ်ဆိုရင်တော့မှ तू ကမတော်တဲ့အတွက်ကြောင့်ဖြစ်မြောက်မြောက်လုံးနိုင်ခြင်းမရှိဘူးပေါ့နော်ပြီးတော့လိုရပန်းနာကိုလည်းရောက်ဖို့ဆိုတာလုံးဝမှရခိုင်တော့နေပြီးလို့ရှိရင်ဆုံးဖြတ်ချက်အမှားတွေချနိုင်ပြီးတော့ပျက်စီးဆုံးရှုံးမှုတွေအကြီးဖြစ်တတ်ပါတယ်ဆရာဖြစ်သွားတယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်သမီးရနော်ဆိုတော့နောက်ဆုံးတစ်ယောက်က grade 6 14 Celine ဟုတ်ကဲ့ပါဆရာ
ဆရာစိတ်ထားကောင်းတာဒီဆရာလူဘဝမှာရောနိုင်ငံအတွက်ပါအခြေခံအုတ်မြစ်ဖြစ်ပါဆရာဒါပေမဲ့ပညာရေးမှာမတော်တဲ့အခါမှာဆရာအလုပ်ခွင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အခုခေတ်မှာဆိုဆရာတော်တော်များများ PDF တွေဆိုပညာတော်ပြီးတော့အမှားမှန်ခွဲခြားနိုင်ပါဆရာအဲ့လိုမျိုးလုံးနိုင်စွာမရှိလို့ထင်ပါဆရာဘာဖြစ်လို့လဲဆိုတော့ဆရာခင်းတဲ့အညီပညာရေးရလဲပို့ပြီးတော့တိုးတက်လာနေမြတကယ်လို့သမီးတို့ဒါပညာမတော်ဘဲနဲ့စိတ်ထားပဲကောင်းနေမယ်ဆိုလည်းမရပါဘူးဆရာဘာလို့လဲဆိုတော့ခင်းတဲ့အညီမလိုက်နိုင်ပါဘူးဆရာ ဟုတ်ကျေးဇူးတင်ပါတယ်နော်ဆိုတော့ဒီမှာနောက်ပြောထားတဲ့ဟာလေးဖတ်ကြည့်မယ်နော်ဆိုတော့စိတ်ထားကောင်းရုံနဲ့ဒီလောကမှာကျင်လည်လို့မရဘူးတဲ့နော်စိတ်ထားရောပညာရောအရေးချင်းရောရှိမှလူတော်လူကောင်းဖြစ်မယ်တဲ့နော်အဲ့တော့တယောက်ကကြတော့စိတ်ထားကောင်းရင်တော့ကောင်းတဲ့ကိစ္စတွေကိုလုပ်နိုင်တဲ့အတွက်မတော်ရင်တော့မညံဘူးလို့တော့ထင်တယ်တဲ့တချို့ကကြတော့ဟုတ်တယ်နော်စိတ်ကောင်းရှိတော့လည်းနည်းနည်းလေးတော့ကူညီဖြစ်တာပါဒါပေမဲ့တော်လာတာနဲ့အမျှပို့ပြီးတော့သူများကိုကူညီနိုင်ဆိုတာလည်းများတာပေါ့နော်အဲ့ဒါလေးရှိတယ်နောက်တစ်ခါကျတော့တကယ်ချင်းနေကြမှာပယ်ကံဖြစ်မယ်တဲ့နော်နောက်ကောင်းပြီးတော့မတော်ရင်လည်းကိုလောက်တာပုံမှာသိပြီးတော့ထိရောက်မှုမရှိဘူးတဲ့နော်လူကောင်းပြီးတော့မတော်ရင်လည်းတခြားသူတွေတက်ကူညီရဖို့နေတယ်နော်ကောင်းပြီးမတော်ဘူးဆိုရင်လည်းလေးစားမှုမခံရနိုင်ဘူးတဲ့နော်သူ့ကိုယုံကြည်မှုနည်းမယ်တဲ့သူများကိုကူညီဖို့မှာတော်ဖို့လိုတယ်နော်ဟုတ်ကဲ့ကျေးဇူးပါနော်ဆိုတော့ဟုတ်ဆိုတော့အဓိကကတော့ဒါတို့သမီးတို့ရဲ့ဒီပြောရလို့ရှိရင်တော့သူကတစ်ဖက်စွန်း0ဖြစ်မနေဘူးတော့လိုတာပေါ့နော်ဥပမာထားပါတော့အခုမဲအွန်လိုင်းလိုမျိုးပေါ့နော်သူကတော်တယ်ဆိုတာထားပါတော့တော်တယ်ချီးကျူးတာတော့မဟုတ်ဘူးဒါပေမဲ့သူ့မှာစစ်တိုက်လို့ဘာလို့သူကညံနဲ့မကောင်းတဲ့ဟာတွေတော့ရှိမှာပေါ့ဒါပေမဲ့လုံးဝကြီးကိုယ့်တစ်ဖို့ပဲကြည့်ရင်လူမှုအတိုင်းဝိုင်းတိုင်းအင်မတန်မှအစိတ်တောက်ဖြစ်စေတယ်နော်အဲ့လိုပဲသူကလူကတော့စိတ်ကတော့ကောင်းတယ်ဒါပေမဲ့လုံးဝအသိဉာဏ်0ဖြစ်နေရင်လည်းသူအကူကြီးကပိုတော့မှဒုက္ခပေးတယ်ဒါကြောင့်မျိုးကြားဖို့မယ်ထင်တယ်နော်အမေနဲ့သမီးနဲ့နော်အလုပ်လုပ်နေကြတယ်အမေရဲ့နှစ်ဖူးကိုမှတ်နာတယ်မှတ်ဆိုတဲ့အကောင်ချင်မဲထားတော့ချင်လာနာတော့အမေကအလုပ်လုပ်နေတော့ရိုက်ချိန်မရနော်လှုပ်ချိန်လှုပ်လို့မရဘူးဖြစ်တဲ့အခါကျတော့နင်းအဲ့အမှတ်ကိုရိုက်လိုက်ဆိုပြီးတော့သမီးကိုခိုင်းတဲ့ခါကျအမှတ်ဆိုလက်ကလေးနဲ့ရိုက်လိုက်မယ်လက်ကလေးနဲ့ဖယ်လိုက်ပြီးနေဟာကိုအနားမှာရှိတဲ့တင်းပုံနဲ့ထုချတက်လိုက်တယ်နော်ထုချတက်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ငှက်လဲချင်လဲသေးမှတ်လဲသေးအမေလဲကောင်းပွဲအမေလဲသေးပေါ့နော်ဆိုတော့ပြောချင်တာပါလဲဆိုတော့အဲ့လိုကုညီခြင်းပါလေးနဲ့အုံနောက်တစ်စီးမှမရှိရင်လည်းအဆင်မပြေပြန်ဘူးပေါ့နော်ဆိုတော့အဲ့လိုအစွန်းနေတော့မရောက်ဘူးလိုအပ်တာပေါ့နော်ဆိုတော့လူတယောက်ဒီတက်နိုင်အတိုင်းတာတစ်ခုဒီကောင်းတဲ့တောင်လည်းကောင်းရမယ်တော်တဲ့တောင်လည်းတော်ရမယ်ဒါမှသာလူဖြစ်ရကြိုးနဲ့တယ်ပေါ့နော်ဒါရေဘူးကဖြစ်ဒီလိုပြောလို့ရတယ်ပေါ့လေနော်အဲ့တော့ဟုတ်ပြီဒါဆိုရင်လူတော်လူကောင်းဖြစ်ဖို့ဆိုဘာလို့လဲပေါ့နော်ဆိုရင်လူတော်ဖြစ်ဖို့ကနေစပြောမယ်ဆိုရင်လိုအပ်တာတွေတော့အများကြီးပဲပေါ့ဒီမှာအခုသားတို့သမီးတို့မျှဝေလာရလို့ရှင်နံပါတ်1ကျမ်းမာဖို့လိုတယ်နော်သားတို့သမီးတို့အခုဒီမှာကလေးတွေများသောအားဖြင့်ငယ်လေးငယ်ကြသေးတယ်နော်ဆိုတော့မကျမ်းမာဖြစ်တာနည်းတာပေါ့ဥရောငယ်ငယ်ဆိုလည်းတစ်ခါလေဖျားရနာလောက်ပဲရှိမယ်နော်ဒါပေမဲ့ဒီလောက်ကြီးမဟုတ်ဘူးတချို့ဒါပေမဲ့သားတို့သမီးတို့အရွယ်တွေမှာပဲမွေးကလေးကနှလုံးယောဂပါလာတာတော့နော်မွေးကလေးကသွေးအားနဲ့ယောဂပါလာတာလို့ဆိုတော့ကလေးတွေဆိုရင်ပညာရေးကိုကောင်းကောင်းမလုပ်နိုင်နော်ပညာရေးကိုချိန်လုံးစေးရုံနဲ့စေးကန်သွားနေတယ်ဒီလိုကလေးတွေလည်းပါခြင်းလည်းပါမယ်ပေါ့အခုဒီမှာတက်နေကြတယ်ထဲမှာနော်များသောအားဖြင့်ကတော့မပါဘူးညားတယ်ပေါ့နော်အဲ့ခါကျတော့သူဘာဖြစ်လဲဆိုကျမ်းမာရေးရဲ့ရေးကြီးမှုကိုသားတို့ပြောတခါလေးကျမေ့ကွာကျမ်းမာနေတော့တခါလေးကျမသိဘူးပေါ့နော်ကိုဒုက္ခတွေမေ့ပါတယ်ဆိုတော့ဒါပေမဲ့တခြားအလိုလူရှိတော့ငါတို့ကျမ်းမာရေးဟာရေးကြီးတယ်တယောက်တော်ဖို့ပါနော်မကျမ်းမာဖြစ်နေအဆင်မပြေဘူးဒါကြောင့်သားတို့ကျမ်းမာရေး view site နော်ကိုရဲ့ဒီနေ့စားတော့မှုပုံစံတွေเนาะအစားတော့တွေမမှန်စားအေးဝကိုလည်းလေ့ကျင့်ခန်းမမှန်လို့เนาะကိုတကိုယ်တန်ရှင်းဂယုစိုက်ကျမ်းမာနေမှဒါတို့သမီးတို့လူတော်ဖြစ်အောင်လုပ်နိုင်တာဖြစ်တယ်နော်နောက်တစ်ခုကတော့ဗာလဲဆိုပညာတတ်ဖို့လိုတယ်ခုနလည်းဒါတို့သမီးတို့ပြောပြီးတာအဲ့တော့ကိုရဲ့လက်ရှိပညာသင်နေတဲ့ဟာမှာပညာကိုသေချာစူးစမ်းဖို့လိုတယ်နော်ပညာမတတ်ရင်လူတယောက်ဟာခုနလိုပဲစိတ်ကောင်းလေးရှိနေရင်တော့သူအများကြီးမကူညီပေးနိုင်နော်ပညာတတ်နေမှအကောင်အမားမှန်စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ရှိမှကိုကလူဖြစ်ရကြုံနဲ့နော်သူများတွေကိုလည်းကိုကပို့ပြီးတော့မှကူညီပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အလေးကျင့်ကောင်းနေရှိဖို့လိုတယ်လူတော်တယောက်ဖြစ်ဖို့ဆိုရင်နော်ပြီးရင်ဦးနေနေလည်းအဲ့ဒါရှင်းပြအလေးကျင့်ကောင်းဆိုတော့တို့တနေ့လုပ်နေတဲ့အလုပ်တွေနော်လုပ်တဲ့ habits လို့ခေါ်တယ်အဲ့အလေးကျင့်ကောင်းလေးတွေရှိမှလည်းစာဆိုတော့တေချာသင်နိုင်တာပေါ့နော်ဒါတော့တို့တစ်ချိန်လုံး game ပဲဆော့တယ်တစ်ချိန်လုံးပြင်မှာသွားပြီးပဲဆော့ကစားနေနော်တစ်ချိန်လုံးကရုပ်ရှင်တွေကြီးပဲထိုင်ကြည့်နော်စာဆိုရင်စိတ်ဝင်စားဘူးဆိုလို့ရှိရင်ပညာတတ်ဖို့လူတော်ဖြစ်ဖို့ခက်သွားတယ်နော်ဆိုတော့ထိုက်စော့တင်တာလဲစော့ကစားတင်တာလဲကစားအပန်းဖြေတင်တာလဲဖြေတစ်ဖက်မှာလဲကိုယ့်ရဲ့ပညာရေးကိုလဲကိုကအားထုတ်ဖို့လိုအပ်တာပေါ့နော်နောက်တစ်ခုကကျတော့အချိန်တွေကိုစီမံခန့်ခွဲနိုင်ဖို့လိုတယ်တဲ့ဒါတော့သမီးနော်ဆိုတော့အဲ့တော့အဲ့အလေးကျင့်ကောင်းတဲ့အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့နည်းနည်းလေးထပ်ပြောပြနော်အဲ့တော့ consistency is key လို့ခေါ်ကြတယ်
consistency ဆိုတာတချို့ငယ်သေးတဲ့ကလေးတွေအဓိပ္ပာယ်မသိလို့ရှင်းပြရရင်ရေရှည်အစဉ်တစိုက်လုပ်တာ key ကတော့သိတယ်အင်မတန်အရေးပါတယ်ပေါ့နော်ဆိုတော့ပြောချင်တာရေရှည်အစဉ်တစိုက်လုပ်ခြင်းဒီရေးပါတယ်နော်ဥပမာထားတော့သားတို့သမီးတို့အခုဒီနေ့စာတစ်ပုဒ်ချက်စာလုပ်မယ်ပေါ့တနားရီလောက်အင်္ဂလိပ်စာလုပ်လိုက်နော်ဆိုရင်ဘာဖြစ်သွားမလဲဘာဖြစ်မသွားအင်္ဂလိပ်စာ to be ကောင်းတော့နေ့စဉ်တနားရီလုပ်လိုက်တစ်နှစ်ကြာလို့ရှိရင်သားတို့သမီးတို့အင်မတန်မှပြောင်းလဲနေတာကိုတွေ့ရတယ်ဒါကို consistency လို့ခေါ်တယ်တောက်လျှောက်လုပ်တယ်နော်ဆိုတော့ consistency is key အဲ့တော့သူကဘာပြောထားလဲဆိုတော့ Aristotle ရဲ့စကားရှိတယ် you are what you repeatedly do မင်းနေ့စဉ်လုပ်နေတဲ့အလုပ်တရားပဲမင်းဆိုတဲ့လူဖြစ်လာစေရတယ်အဲ့တော့သားတို့သမီးတို့ဒါစဉ်းစားကြည့်နော်သားတို့သမီးတို့နေ့စဉ်ဘာလုပ်နေတဲ့အလုပ်တရားပဲသားတို့သမီးတို့ကဘယ်လိုလူလဲဆိုတော့ပြထမ်းပေးလိုက်ခုနကပြောသလိုဒီနေ့စာတနားကြီးချက်စာတော်ရဲ့လူဖြစ်မလားဒါပေမဲ့နေ့စဉ်တနားကြီးစာချက်သွားတဲ့ကလေးဒီစာတော်တဲ့ကလေးဖြစ်လာနေ့စဉ်တနားကြီးအင်္ဂလိပ်စာလေ့လာဒီနေ့တနားကြီးလေ့လာလိုက်တော့ဘာမှဖြစ်မပါဘူးနေ့စဉ်တနားကြီးလေ့လာလိုက်လို့ရှိရင်ဒီတယောက်ကတော့အင်္ဂလိပ်စာတော်တယ်ဒီတယောက်က English ကောင်းတယ်ဆိုတော့အမြင်မျိုးငယ်ချင်းတွေကြားထဲမှာရောဆရာဆရာမတွေကြားထဲမှာဖြစ်လာတယ်အဲကြောင့် you are what you repeatedly do ဒါတော့သမီးတို့ထားပါတော့တချို့အစားနော်သူတို့ငယ်ငယ်ဆိုလဲစီကြော်တွေအချိုတွေကြိုက်နော်ကြိုက်တော့စားဆိုတော့ဒီနေ့သားတို့သမီးတို့စီကြော်တွေစားလိုက်လို့နော်ဒီနေ့ကိုအချိုတွေစားလိုက်လို့နော်သားတို့သမီးတို့ဘာဖြစ်သွားလဲဆိုရင်ဘာမှဖြစ်သွားဒါပေမဲ့နေ့စဉ်ရက်ဆက်အချိုတွေစားတယ်စီကြော်တွေစားတယ်နော်ကိုကာကိုလာတို့လိုကျမကြီးနဲ့မညီညွတ်တဲ့အရည်တွေတောက်တယ်ဖြော်ရည်တွေတောက်တယ်တောက်ပါများလာရင်တော့ဒါတို့ဘာဖြစ်လာလဲတစ်ချိန်ကြာလို့ရှိရင်ဝလွန်လာနော်ဆိုတော့ဆေကျော်သက်ရွယ်ရောက်လာပြီဆိုငါဝနေပြီဆိုကိုယ့်ကိုမကြိုက်တော့ဒီလိုမျိုးတွေဖြစ်လာတယ်နော်ဆိုတော့ပြောချင်တာဒါတို့တို့နေ့စဉ်လုပ်နေတဲ့အလုပ်တရားပဲဒါတို့သမီးတို့ပုံဖော်ပေးမှဖြစ်တယ်အဲ့တော့ငါတို့အစင်တစိုက်လုပ်ဖို့လိုတယ်နော်ကောက်ရိုးမိလိုမျိုးဝုန်းဆိုပြီးထားတော့လိုက်ပြီးသွားရင်ဆက်မလုပ်တော့ဘူးဆိုတော့မျိုးမဖြစ်ဖို့လိုတယ်ဒါတို့သမီးကိုလုပ်နေတဲ့အလုပ်တွေကိုဒီဇိုင်းမမှန်နဲ့အစင်တစိုက်လုပ်ဖို့ဒီအမှန်တန်အရေးကြီးနော်နောက်တစ်ခုကတော့ဒီမှာ time management နော်ဒီဟာလေးနဲ့ပတ်သက်ရင်လည်းဥပဒေပြောပြမယ်အချိန်တွေကိုစီမံခန့်ခွဲတယ်ဆိုတဲ့နေရာမှာခဏလေးနော်စက္ကန့်30လောက်ပေါ့ချိန်တွေကိုစီမံခန့်ခွဲတယ်ဆိုတဲ့နေရာမှာဥရောကဘာပြောလိပြောထားရှိလဲနော်ဆိုရင်တကယ်တမ်းကအချိန်တွေကိုစီမံလို့မရဘူးနော်ဘာလို့ဆိုတော့ဥရောအားလုံးမှာ24နာရီပဲအတူတူရှိတယ်နော်တမနာမှာလည်း24နာရီပဲနော်စိုက်ကားဆရာစီမှာလည်း24နာရီအားလုံးမှာ24နာရီဒါတော့သမီးတို့မှာလည်း24နာရီဦးစီမှာလည်း24နာရီနော်အဲ့တော့ထားပါတော့ဒါတော့သမီးတို့ဟာဒါတို့စီမှာအချိန်တွေပိုနေလို့နော်တနာရီထားပါတော့9000နဲ့ကျွန်တော်တို့ရောက်မယ်သူများကိုသွားရောက်မယ်နော်ရောက်လို့ရလားမရဘူးနော်အဲ့လိုပဲဒါတို့သမီးတို့အချိန်တွေမလောက်ဘူးဖြစ်နေလို့တနေ့ကိုနော်စာတွေလောက်ရတာအချိန်တွေမလောက်ဘူးဖြစ်နေလို့တနာရီ9000နဲ့ကျွန်တော်ရောင်းစမ်းပါနော်ကျွန်တော်ချီးစမ်းပါသွားပြုတ်လို့ရမရအဲ့သမီးတို့မှလည်း24နာရီပဲဦးတို့မှလည်း24နာရီအကုန်လုံးတူတူအဲ့တော့အဲ့24နာရီအတွင်းမှာဘာလုပ်တယ်လဲနော်အဲ့24နာရီကိုဘလို့အသုံးချတယ်လဲဆိုတဲ့ပုံမူတည်ပြီးတော့ဘလို့လူလဲဆိုတော့ကြွားချတော့နော်အဲ့တော့ကလေးလေးတယောက်ကတားတို့သမီးတို့အရွယ်ကြီးဆိုထားပါတော့ငယ်သေးတဲ့ကလေးတွေဆိုရင်7နာရီလောက်အိတ်ကြ8နာရီဖိလိုက်နော်ကျောင်းစာသင်မဲ့အချိန်တွေရှိတယ်ကဲထားတော့နမူနာ6နာရီဖိလိုက်ဆိုရင်14နာရီလောက်ကျန်နော်ကျန်တဲ့တားတို့သမီးတို့ရေချိုးတာတို့ဘာတို့ညာတို့နော်အိမ်သာတက်တာတို့ထမင်းစားတာတို့ဆိုတော့2နာရီလောက်ထပ်ဖိလိုက်အောင်16နာရီဖြစ်သွားဆိုရင်8နာရီကျန်အဲ့တော့အဲ့8နာရီမှာတနာရီကိုစော့မယ်နော်ကလေးတယောက်ကတနာရီကိုစော့တယ်ထားပါတော့4နာရီလောက်ကိုမိဘနဲ့နေတယ်နော်တနေ့ကို2နာရီပဲအများကြီးမဟုတ်နော်တနေ့ကို2နာရီပဲကိုကစာလုပ်တယ်စာသင်ချိန်အပြင်ပပေါ့နော်တနေ့ကို2နာရီပဲစာလုပ်တယ်ကလေးနဲ့ခုနကအားလက်ချိန်ကိုယ့်ရဲ့ကိုယ်ပိုင်ချိန်8နာရီကို8နာရီလုံး game တွေဆော့လိုက်ပြင်ပြီးသွားလိုက်နော်တကယ်ချင်းနေနဲ့တွေ့လိုက်လုပ်နေတဲ့ကလေးနဲ့ဘာကွာသွားမလဲအချိန်တန်လို့ရှိရင်ခုနစာတော်တယ်မတော်ဘူးဆိုတော့ကွာသွားမယ်အဲကြောင့်ဥရောကအချိန်စီမံခန့်ခွဲတယ်ဆိုတာဒီအချိန်လေးအတူတူပဲဒီအချိန်24နာရီရကြတာအဲ့24နာရီအတွင်းမှာဒါတို့သမီးတို့ဘာလုပ်မလဲဆိုတာကိုစီမံတာဒါကိုအချိန်စီမံခန့်ခွဲလို့ခေါ်တယ်ဆိုတော့ဒီအလေးအထားလေးတွေဒီလူတော်ဖြစ်ဖို့အတွက်အလေးအထားလေးတွေလို့ပြောလို့ရတယ်နော်ပြီးတော့ရင်တော့လာပြီဗျာလူကောင်းပေါ့နော်လူကောင်းဆိုတာဘာကိုခေါ်တာလဲ
နော်အဲ့တော့စစ်ကောင်းရှိတယ်ဆိုတာဘာကိုခေါ်တာလဲအဲ့တော့ပြောမယ်ဆိုရင်တော့အများကြီးပဲပေါ့နော်အဲ့တော့ဒီမှာပြောရမယ်ဆိုလို့ရှိရင်ထားပါတော့ကျင်နာသနာရတ္တာဒါစိတ်ကောင်းရှိတာပေါ့လူတယောက်ဒီကျင်နာသနာတတ်ဖို့လိုတယ်နော်ဆိုတော့ကျင်နာသနာတတ်ဖို့မရှိဘူးဆိုရင်အခုဘာဖြစ်မလဲကျန်းဖတ်စစ်တက်လိုမျိုးလူတွေဖြစ်လာမှာပေါ့နော်ကျင်နာသနာတတ်ဖို့လိုတယ်ကိုညီတတ်ဖို့လိုတယ်နော်စေတနာထားဖို့လိုတယ်ဘာလေးပဲလုပ်လို့ကစေတနာလေးထားပြီးတော့မှကိုကလုပ်တယ်နော်လိမ္မာတယ်နော်ဆိုတော့လိမ္မာတယ်ဆိုတော့ဟိုမိဘတွေပြောသမျှအကုန်နားထောင်အောင်ပြောတာတော့ပုံပေါ့နော်ကိုကထိန်းလေးနေတယ်ပေါ့နော်ဒါလေးကိုပြောချင်တာမျှဝေတတ်တယ်နော်ကိုမှရှိတဲ့အားလေးတွေကိုမျှဝေတတ်တယ်ဒါမျိုးလေးအကျင့်လေးတွေပေါ့နော်ဆိုတော့ဒါစိတ်ကောင်းရှိတဲ့လူအဲ့တော့စိတ်ကောင်းရှိတဲ့ကလေးတွေစိတ်ကောင်းရှိတဲ့လူတွေဆိုဒီလိုအလေးထားလေးတွေရှိကြတယ်ပေါ့နော်အဲ့တော့ဥတို့ခုဘာလေးလုပ်မလဲဆိုတော့ဗီဒီယိုလေးတစ်ခုအတူတူကြည့်ကြနော်အဲ့ဗီဒီယိုလေးကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်အဲ့ဗီဒီယိုလေးမှာဘာလေးတွေသတိထားမိလိုက်တယ်နော်ဘာလေးတွေကိုတွေးလိုက်တယ်ဆိုတာလေးပြန်ပြီးတော့မှပြောကြနော်အဲ့တော့ဗီဒီယိုလေးကြည့်ဖို့အတွက်ဥ screen လေးပြောင်းလိုက်ပါနော်မြင်ရမယ်လို့ထင်တယ်နော်မမြင်ရရင်လည်းပြန်ပြောပြပါနော်ကဲအဲ့တော့ဗီဒီယိုလေးကြည့်လိုက်ကြမယ်လို့ထင်တယ်နော်ဆိုတော့ဘာလေးတွေးလိုက်လဲဘာလေးသတိထားမိလိုက်လဲပြောပါဦးနော်တယောက်နဲ့တယောက်အကျဉ်းနာပိုးရှိလာလို့ရှိရင်စီနော်ကဘာကြီးကပို့ပြီးတော့စိမ့်နဲ့ဆူပြေးလာဆိုတာကိုသိလာရပါဆရာဟုတ်ကဲ့ဆိုတော့ color the wall တော့အရောင်လေးနဲ့ပြထားလဲဒါတော့တပည့်တွေးလိုက်မယ်နော်ဆိုတော့အစဆိုသူတို့ black and white နော်ဘာအရောင်မှမရှိဘူးတယောက်ကကူညီပေးလိုက်တဲ့အခါကျတော့အရောင်လေးကအရောင်ဆူသွားတယ်နော်ဆိုတော့အဲ့တော့ဒါတို့သမီးတို့ရဲ့ကူညီမှုတစ်ခုစီတိုင်းဒီအဲ့လိုမျိုးမောင်မဲနေတဲ့နော်ဟိုက black and white ဖြစ်နေတဲ့လူတယောက်ရဲ့ဘဝကိုအရောင်ဆူလာစေတယ်ဒါလေးနဲ့ပြောသွားနော်ဟုတ်ဒီမှာ grade 11က leader ပြောပါဦးနော်hello ဟုတ်ကဲ့ဗျဒီဗီဒီယိုမှာတွေ့ရတဲ့ချက်ကတော့ဒီကူညီမှုဆိုတဲ့ဒီစာနာခြင်းတရားကဒီပတ်ဝန်းကျင်တစ်ခုမှာလို့တည်ရှိလာမယ်ဆိုရင်အကုန်လုံးလူတွေစီကိုကူးဆက်သွားပြီးတော့မှကျွန်တော်တို့ကကူညီတတ်တဲ့မျှဝေတတ်တဲ့လူတွေဖြစ်လာတဲ့ဆိုတဲ့ဒီပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာတဲ့ပုံစံကိုပုံဖော်ထားတာကိုတွေ့ရတယ်ပေါ့ပုံဖော်တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါရနော်ဒါဆိုရင်ဟုတ်နော်တယောက်ကိုတယောက်ကျင်လာပြီးတော့ကူညီပေးရမယ်နော်ဆိုတော့ဟုတ်တယောက်လည်းရေးထားနော်အဲ့ဆိုဒီမှာကြည့်ပါပေါ့နော်ဆိုတော့ခုနကဒါနောက်ဆုံးပြောသွားတဲ့အတိုင်းပေါ့နော်ဆိုတော့
တော့ဘယ်လိုလဲဆိုတဲ့အခါကျတော့လူတွေမှာပေါ့နော်ဒီလူတွေတားတော့တွေခုဆိုတာလူဖြစ်နဲ့လူတယောက်ဖြစ်နဲ့လူလောကကြီးတွေရောက်လာနော်ရောက်လာတဲ့အချိန်မှာတချို့သောလူတွေကြောင့်နော်တချို့သောလူတွေကြောင့်လောကကြီးကအစာငတ်နေတဲ့လူတွေကပို့ပြီးတော့မှနော်ဘိုက်ဝါသွားကြတယ်နော်ယောဂဖြစ်နေတဲ့လူတွေယောဂတတ်သွားကြတယ်တချို့လူတွေကြောင့်ထမင်းဝါနေတဲ့လူတွေကငကောကထမင်းစားလို့ရနေတဲ့လူတွေကငတ်မော့ကုန်တယ်နော်ငကောကကျမ်းမာနေတဲ့လူတွေနာမကျမ်းဖြစ်ကုန်တချို့လူတွေကြောင့်လောကကြီးကအရတဲ့ဆိုင်တာယာပို့ပြီးတော့တာယာလှပစိမ့်လန်းဆိုပြေးလာတယ်နော်လူတွေရဲ့နှလုံးသားလေးလှလာတယ်တချို့လူတွေကြောင့်တာယာစိမ့်လန်းဆိုပြေးအေးချမ်းနေတဲ့အရက်ဒေတာတွေဟာညီကိုတလူလူနော်ရန်နဲ့တဝေဝေသွေးနဲ့တညီညီနဲ့ဖြစ်ကုန်ကြနော်တချို့လူတွေကြောင့်နော်တေကြည်တော့မဲ့နော်လူတွေဒီပြန်ပြီးတော့မှကျမ်းမာကြရတယ်ဆုတ်ပြတ်သွားတဲ့ဘဝတွေပြန်ပြီးတော့မှနလန်ပြန်ထူလာကြတယ်တချို့လူတွေကြောင့်တော့ငကိုကျမ်းမာနေတဲ့ဘဝတွေကဆုတ်ပြတ်တတ်ကုန်နော်ဆိုတော့တချို့လူတွေကြောင့်ကလေးတွေစာသင်ကြားခွင့်ရခဲ့တယ်လို့တချို့လူတွေကြောင့်တော့စာသင်ကြားနေရတဲ့ကလေးတွေရဲ့စာသင်ကြားခွင့်ဒီလက်လွတ်ဆုံးရှုံးကြနော်ဆိုတော့ကိုကဘလို့လူဖြစ်ပေးမှာလဲနော်ကောင်းတာပဲလုပ်လို့ဆိုးတာပဲလုပ်လို့ဘာဖြစ်လဲဆိုတော့အများပေါ်မှာဒီလိုတက်ရောက်မှုရှိအင်္ဂလိပ်လို ripple effect လို့ခေါ်တယ်နော် RMPPLE ripple effect ဒါတော့သမီးတို့လှုပ်လိုက်တဲ့လှုပ်ရတစ်ခုစီဒီအဲ့ဒီမှာလည်းရက်မနေနော်ဒီမှာလည်းပုံပြထားတယ်ဒါတော့သမီးကန်ထဲကိုဂယ်လန်တစ်လုံးပြစ်ထည့်လိုက်ဒီလိုပဲကြာသွားတာမဟုတ်ဘေးပတ်ဝန်းကျင်ကိုလည်းဒီ line လေးတွေရိုက်ခတ်သွားတယ်ဆိုတဲ့သဘောတရားရှိနော်အဲ့တော့အခုထားပါတော့လူလောကကြီးတွေကိုမင်းအောင်လိုင်းဆိုတဲ့ဂယ်လန်တစ်လုံးကြာလာတဲ့အချိန်မှာဘေးကိုရိုက်ခတ်သွားတဲ့ရိုက်ခတ်တွေကအစိုးတွေသူ့အပြင်လူပေါင်းများစွာဒုက္ခရောက်ကြတယ်နော်အဲ့ဒီကိုထားပါတော့ Mother Teresa လိုမျိုးနော်လူတယောက်လူလောကကြီးရောက်လာတဲ့အတွက်လည်းဘေးပတ်ဝန်းကျင်ကိုရိုက်ခတ်သွားနော်ဒါပေမဲ့အဲ့ဒီရိုက်ခတ်မှုဒီကောင်းသောရိုက်ခတ်မှုဖြစ်ဆိုတော့ဒါတော့သမီးတို့ကဘယ်လိုလူမျိုးဖြစ်ချင်တာလဲနော်ဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒါတော့သမီးတို့ ਨੇ ထိဆက်လိုက်တဲ့လူလောကကြီးရဲ့အရာတွေကပြောင်းသွားမှာဖြစ်ဒါကိုမြင်ကြည့်ဘူးလို့အဲ့ဒီမှာမှခုနကလိုပဲတော်တာတော်ခဲ့မယ်နော်ဥမာဦးတယောက်ဦးဖြိုးတီဟာဆိုတဲ့လူတယောက်မွေးဖွားကြီးပြင်းလာတယ်ဖြိုးတရားဆိုတဲ့လူတယောက်ရေကန်ထဲကိုကျသွားဖြိုးတရားဆိုတဲ့လူတယောက်လူလောကကြီးရောက်လာလို့ပတ်ဝန်းကျင်ကောင်းတဲ့တက်ရောက်မှုတွေဖြစ်သွားတဲ့ဟာဒီဘေးကိုထားပါတော့ဂဲလုံးကသေးနေမယ်ဆိုရင်ဘေးကိုရောက်သွားတဲ့ line လေးရတယ်တေးလေးပဲဟုတ်လားမဟုတ်လားဒါတော့သမီးတို့စဉ်းစားကြည့်နော်ချလိုက်တဲ့ဂဲကြီးကအကြီးဖြစ်နေရဆိုလို့ရှိရင်ဘေးကိုတောက်သွားတဲ့တက်ရောက်မှုကလည်းအကြီးပဲနော်အဲ့တော့ခုနကတော်ဖို့လိုတယ်ဆိုတဲ့နေရာမှာလည်းဒီလိုပဲကိုကတော်တဲ့လူဖြစ်တယ်အဲ့မှာကောင်းတဲ့လူတယောက်ဖြစ်တယ်ဆိုတော့ဂဲလုံးအကြီးရေကန်နဲ့ကျသွားတယ်အဲ့ဆိုသားတို့သမီးတို့ကြောင့်နော်ပို့ပြီးတော့မှကောင်းချမ်းသာရသွားမယ်ပို့ပြီးတော့မှအစင်နေပြေပြီးတော့တာယာပျော်ရွှင်မဲ့လူတွေဒီအများကြီးဖြစ်သွားတယ်သားတို့သမီးတို့တော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ဂဲလုံးကတေးသေးလေးပဲဖြစ်နေမယ်ဆိုရင်သားတို့သမီးတို့ကြောင့်ကောင်းပြီးတော့ပို့ပြီးတော့စိတ်ချမ်းသာရတဲ့လူအရှိအတွက်ကနည်းနည်းလေးပဲဖြစ်အဲ့လိုပဲခုနကပြောသလိုပဲတော်ပြီးတော့အချက်မကောင်းတဲ့လူတွေခုနမင်းအောင်လိုင်းလိုလူတွေကြတော့လေဘာဖြစ်လဲဆိုတော့ပညာတတ်အောက်တန်းစားတွေအခုလိုပတ်ဝန်းကျင်မှာအများကြီးရှိတယ်နော်သူတို့ကြောင့်ဂဲလုံးကြီးကအကြီးပဲဘာလို့လဲလူတွေကလုံနိုင်ကျွမ်းရှိတာနော်တော်တာနော်ဒါပေမဲ့အဲ့ဒီကြီးကအောက်လိုလည်းပြုတ်ကျသွားအောင်သူတို့ကြောင့်ဖြစ်သွားတဲ့ရိုက်ခတ်မှုကြီးကတနိုင်ငံလုံးကိုပြန်တယ်နော်ဆိုတော့ဒါကြောင့်မလို့ဘာဖြစ်လဲဆိုတော့တော့သမီးတို့ဘယ်လိုလူဖြစ်ချင်တာလဲနော်တော့သမီးတို့အားဖြင့်တော့သမီးတို့လှုပ်လိုက်တဲ့လှုပ်ရတစ်ခုစီတိုင်းနေပတ်ဝန်းကျင်မှာရိုက်ခတ်မှုရှိတာဖြစ်တဲ့အတွက်ကောင်းသောရိုက်ခတ်မှုတွေပေးနိုင်တဲ့လူဖြစ်အောင်ကြိုးစားပါတစ်ဖက်မှာလည်းကိုယ့်ရဲ့ဂဲလုံးကိုကြီးအောင်လုပ်ပါဒါသမီးတို့ဂဲလုံးကကြီးလေးဒါသမီးတို့ကြောင့်ပြန့်နှံ့သွားမယ်ကောင်းတဲ့အရာလေးတွေကပို့ပြီးတော့မှကြည်ကြည်ပြန့်ပြန့်ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒီလိုလေးဒါဗီဒီယိုလေးကနေတစ်ဆက်ပြောချင်တယ်ရမလို့ထားပါတော့ဒီမှာဆိုရင်ကျေးဇူးတင်စကားလေးတွေပြောမယ်ဒါသမီးတို့အရွယ်နဲ့ငယ်သေးတဲ့ကလေးတွေဆိုရင်နော်ဆိုတော့ဘာလို့ဆိုတော့ကိုတရားယောဂပေးတယ်ပစ္စည်းဒီမှာအဖေမေကလက်ဆောင်လာပေးတယ်ဆိုရင် thank you လို့ပြောတတ်တဲ့အလေးကျေးဇူးတော်မေကျေးဇူးတော်ဖေနော်ဆိုတော့ကိုကသူများကိုသွားပြီးတော့မှပေးရင်လည်းအဖေမေတွေကအဲ့လိုကျေးဇူးတင်တတ်တဲ့အလေးကျင့်လေးထားဥရောကျွန်တော်တို့မြန်မာပြည်မှာအဲ့လိုမျိုးအရက်နေနော်ဆိုတော့ကျွန်တော်တို့ဆိုလည်းအဖေမေကိုကျေးဇူးတင်စကားပြောတယ်အမတန်ရှား delete ဟောမပါတော့ဘူးနော်စိတ်ထဲမှာတော့ရှိတယ်ဒါပေမဲ့မပြောပြဘူးဆိုတော့အဲ့လိုပြောတတ်တဲ့အလေးထားလေးလည်းမွေးပါပေါ့နော်နောက်တစ်ခါကျတော့ဒီမှာတရိษံလေးကိုစောင့်ရှောက်တာကိုယ့်ထက်အားနည်းတဲ့လူတွေကိုကျွန်တော်တို့ကစောင့်ရှောက်ဖို့နော်လိုအပ်တယ်နော်ကိုယ့်ထက်အားနည်းတဲ့လူတွေကိုဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးလူတွေရဲ့အဆင့်တန်းကွာသွားတယ်နော်သူတို့ကိုယ့်ထက်အားကြီးတယ်မသားတို့သမီးတို့ကိုယ့်ထက်အရန်ဖွားကြိုင်းပြီးတော့ကိုယ့်ထက်အသက်ပိုကြီးတဲ့အကိုအမတွေကိုတော့ထိုးကြိတ်လို့မရဘူးလေတော့အနိုင်ကျင့်လို့မရဘူးလေဘာလို့ဆိုတော့ကိုယ့်ထက်ခွာကြီးတာ
နော်အသက်လည်းကြီးနော်ဆိုတော့လုပ်လို့မရတော့ကိုယ့်ထက်ငယ်တဲ့လူတွေကြတော့ကိုရီးယားနိုင်ကျင့်မယ်ဆိုကျင့်လို့ရအဲကြောင့်လူတယောက်ရဲ့အဆင့်အတန်းကိုသိချင်ရင်တဲ့ကိုယ့်ထက်အားနည်းတဲ့လူတွေကိုဘယ်လိုဆက်ဆံလဲဆိုတော့ကြည့်အဲ့တော့ကလေးတယောက်ဆိုလည်းဒီလိုပဲကလေးတယောက်ဟာသူ့ထက်အားနည်းတဲ့အသက်ငယ်တဲ့ကလေးလေးတွေကိုသူဘယ်လိုဆက်ဆံလဲနော်သူ့ထက်ခွန်အားနေတဲ့ခုနတရိတ်ဆန်လေးတွေကိုဘယ်လိုစောင့်ရှောက်တယ်လဲဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒီကလေးလေးရဲ့အကျဉ်းသားတရားကိုတို့ကခံမှန်းကြည့်လို့ရနော်ဆိုရင်ဒါဆိုရင်တရိတ်ဆန်လေးတွေကိုစောင့်ရှောက်မယ်သူတစ်ပါးကိုဒီမှာဆိုလမ်းကူးဖို့လိုအပ်နေတဲ့သူကိုကူညီပေးတာမျိုးနော်ကိုပတ်ဝန်းကျင်မှာလိုအပ်နေတဲ့လူတွေကိုကူညီပေးဖို့နော်နောက်တစ်ခါဒါမရှိစင်းရသားတွေကိုနော်လိုအပ်တဲ့လူတွေရှိလို့ရှိရင်ကိုကနေမှာလူလုပ်ပေးမယ်ကူညီပေးမယ်ကိုမှရှိတဲ့ဟာတွေကိုမျှဝေပေးမယ်နောက်ဘေးအိမ်မှာထားတော့နော်ထမင်းစားဖို့ခက်နေကိုမှထမင်းဖို့ရှိဟင်းကြံရှိရဲဆိုရင်ပေးတာမျိုးဒါမျိုးလေးတွေကိုလုပ်လို့ရတယ်နောက်တစ်ခါကျစိတ်ပျော်ရွှင်အောင်လုပ်ပေးတာပြောပေးတာကိုယ့်ရဲ့ဆရာမတွေကိုယ့်ရဲ့ဖေးမေတွေအနေမှာစိတ်ပင်ပန်းခက်ခဲနေတဲ့အချိန်တွေရှိတယ်နော်အဲ့လိုအချိန်လေးတွေဆိုလည်းသူတို့ပင်ပန်းစိတ်ပျော်ရွှင်သွားအောင်ကိုကနေမှာပြောပေးမယ်အားပေးစကားလေးတွေပြောပေးမယ်ဒါကိုလုပ်ပေးလို့ရတယ်နော်အခုမှရှိတာကိုမျှဝေပေးမယ်အချင်းချင်းပေါ့နော်လက်ဆောင်လေးတွေဖန်တီးပြီးတော့မှပေးမယ်နော်ဒါလေးဒါဆိုရင်ဒါဦးစစ်ဆောင်စကန်တခုကကချင်ဘက်ကစစ်ဆောင်စကန်တခုကကလေးလေးရဦးကိုလက်ဆောင်ပေးတယ်နော်ဆိုတော့ဆိုရင်အဲ့ဒါလေးရလိုက်ခြင်းမှာရန်ကိုမှဝမ်းသာရတယ်ပေါ့နော်ဒါလေးရှိတယ်နောက်တစ်ခါဒီမှာလူတစ်ဖက်သားဒီမှာအခုတားတို့သမီးတို့ပုံလေးမှာကြည့်ကြည့်လိုက်နော်ဦးတို့တွေကမွေးဖွားလာတဲ့အခါမှာဦးတို့ရဲ့ရွေးချယ်မှုကြောင့်မဟုတ်ဘဲနဲ့နော်သူ့လိုပါလာတဲ့အရာတွေရှိကြတယ်နော်ဥပမာတချို့ကထားပါတော့မျက်နှာမှာအမှတ်တွေပါလာတာမျိုးနော်ဘာလို့လဲကိုလက်အင်္ဂါမစုံတာမျိုးနော်နောက်မှဒီမှာဆိုရင်ဒါသူခြေလက်ဒီဘက်ကကလေးလေးကခြေတော့မတန်ဘူးပေါ့နော်နောက်မှလည်းတချို့ခုနလိုမွေးရပါယောဂတစ်ခုပါလာတာမျိုးဒါဥရရွေးလို့မရဘူးနော်မွေးကလေးကပါလာတဲ့အရာတွေပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ဟာနင်ကထော်ကြိုးကြီးတို့နင်ကဘလိုတို့ဘာတို့ညာတို့ ਨੇ ခွဲခြားဆက်ဆံတာမျိုးနှိမ်တာမျိုးမလုပ်ပဲနဲ့နော်တန်းတူဆက်ဆံတာဒါတွေကလည်းကျွန်တော်အင်မတန်မှကိုအရေးကြီးတဲ့အလေးထားလေးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီမှာမိဘတွေရဲ့အလုပ်တွေမှာပို့ပြီးတော့ကုညီလုပ်ဆောင်ပေးတာဒါတွေကသားတို့သမီးတို့လုပ်တဲ့အရာလေးတွေပေါ့နော်နောက်ထပ်တစ်ခုတော့ဒီမှာလိပ်ပြာလေးနော်လိပ်ပြာလေးနဲ့ဦးတင်စားပြီးပြောမယ်ဆိုရင်ဒီမှာဆိုလိပ်ပြာတွေမျိုးမျိုးရှိသားတို့သမီးတို့လိပ်ပြာဆိုလဲမြင်ဘူးကြနော်ဆိုတော့အရာမျိုးမျိုးရှိတယ်ဒီကောင်နဲ့ဒီကောင်အရာမတူကြပါပဲတဲ့လိပ်ပြာလေးတွေကငါကတော့ပိုလာတယ်သူကတော့ရုပ်ဆိုးတွေဆိုပြီးတော့မပြောဘူးတဲ့မခွဲခြားဘူးတဲ့မနှိမ်ချဘူးတဲ့နော်သူ့အလားနဲ့သူရှိတယ်လို့လက်ခံထားကြတယ်တဲ့အဲ့တော့ဦးတို့တွေကလည်းဒီလိပ်ပြာလေးတွေစီကနေဒါကိုဦးတို့ကအတူယူဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဦးတို့လူတွေမှာလည်းတယောက်နဲ့တယောက်အသွေးအရောင်တူလားမတူဘူးနော်ရုပ်တွေတူလားမတူဘူးနော်ဆိုတော့ကိုးကွယ်တဲ့ဘာသာယုံဘာသာတရားတွေတူလားဆိုတော့မတူဘူးဆိုတဲ့အခါမှာဦးတို့ကကျတော့ဘာလုပ်နေကြလဲခွဲခြားကြငါပူလာတယ်ငါတော့အသားဖြူတယ်ငါဖေးရတော့ဘလို့ငါအမေရတော့ဘလို့နေရတော့ဘလို့နော်နေရရုပ်ဆိုးတယ်နော်ဆိုတော့နေမျက်နာမှာပါကြီးနေမှာအနာရုပ်ကြီးနဲ့အနည်း6ကဘလို့နော်ဆိုတော့မျိုးတွေနဲ့ပြောကြအနည်းဘာသာတရားကတော့ဘလို့ဆိုတော့မျိုးတွေနဲ့ပြောနေကြလက်ပြလေးတွေလောက်တော့မှဦးတို့တွေကမရင်ကျေးကြဘူးလို့ပြောနော်ဆိုတော့ဒါကြောင့်မလို့လူတွေကလည်းလိပ်ပြတယ်လို့ပဲအယောင်သွေးတွေကွဲပြားတော့လူမျိုးမတူဘူးဘာသာမတူဘူးကြားမှမတူဘူးစင်ရချမ်းသာမတူဘူးเนาะဒီလိုမျိုးကွဲပြားမှုတွေကိုခွဲခြားမှုမလုပ်ဘဲနဲ့လေးစားမှုထားဖို့ဒီအမှန်တန်အရေးကြီးတယ်ပေါ့เนาะဆိုတော့ဒါလေးကလည်းဥတို့ဒီလိုမျိုးเนาะဘာသာရေးလဲအရာလဲအရင်ကွဲပြားတယ်လူမျိုးအရာလဲအရင်ကွဲပြားတယ်ယဉ်ကျေးမှုအရာလဲအရင်ကွဲပြားတယ်နိုင်ငံမှာဥတို့တွေရှင်တွဲပြီးတော့နေထိုင်ကြဖို့ဆိုရင်ဒါတို့သမီးတို့ရဲ့စိတ်ထဲမှာဒါတွေကကိန်းအောင်နေလို့ပတ်တယ်နော်အဲ့တော့ခုနဦးရှိမှပြောခဲ့တဲ့ပညာရေးပြင်ပြောင်းလဲမှုဆိုဥတို့ငယ်ငယ်ရဆိုရင်ဒါတွေအသင်ခံခဲ့ရလားဆိုတော့အသင်မခံခဲ့ရဘူးနော်မတူကွဲပြားမှုတွေနဲ့ဘယ်လိုနေထိုင်ရမလဲဆိုတော့မသင်ခဲ့ရတဲ့အခါကျတော့အသက်တွေကြီးလာတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်မလေးစားနိုင်သူ့ဘာသာတရားကိုစော်ကားလိုက်သူ့လူမျိုးကိုစော်ကားလိုက်နော်ဆိုတော့မျိုးနဲ့ပဲဥတို့တွေကကြီးပြင်းလာကြတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီလိုမျိုးပညာရေးပြင်ပြောင်းလဲမှုတွေကအနာဂတ်လူဖွဲ့စည်းအတွက်လိုအပ်တယ်ဆိုတာကဒါကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့နောက်ဆုံးအနေနဲ့ဒါနေကုန်းချုပ်ရမယ်ဆိုလို့ရှိရင်เนาะဒါတော့သမီးတို့တွေတော်လဲတော်ကောင်းတဲ့သူတွေဖြစ်ကြပါစေနော်တော်ပြီးတော့မကောင်းရင်လည်းလူမှုဖွဲ့စည်းအတွက်အစိတ်တောက်ဖြစ်စေတယ်လို့ကောင်းပြီးတော့မတော်ပြန်ရင်လို့ရှိရင်လည်းဒါတော့သမီးတို့ရဲ့ကုညီနိုင်စွမ်းလူများပေါ်မှာအကျိုးပြုနိုင်စွမ်းကနည်းနေပါလိမ့်မယ်နော်ဒါကြောင့်တော်တဲ့လူတွေဖြစ်ပါစေကောင်းတဲ့လူတွေလည်းဖြစ်ပါစေကိုယ်အတိုင်းပြည်ရဲ့အနာဂတ်အတွက်နော်နောက်အနာဂတ်မှာပေါ်ထွက်လာမယ်နော်ခုနက1920ပထမအကြောင်းသားသပိတ်ကနေပေါ်ထွက်လာခဲ့တဲ့မျိုးသားအကြောင်းတွေကနေတစ်စစ်ပညာတက်လာကြတဲ့လူငယ်တွေဟာနောက်တစ်ချိန်မှာအလွတ်လပ်ရေးကိုရယူပေးခဲ့တယ်လို့ပဲဒီနေ့ကျောင်းတွေကနေနော်ဒီနေ့ဒီ2021မှာပေါ်ထွက်လာတဲ့မျိုးသားကျောင်း Federal ကျောင်းတွေကနေနော်ပေါ်ထွက်လာမယ်ဒါတို့သမီးတို့ကလည်းဥလိုနိုင်ငံရဲ့အနာဂတ်အတွက်အားကိုးရတဲ့လူကောင်းတွေဖြစ်လာကြပါစေလို့ကျွန်တော်တို့မျှော်လင့်နေဖြစ်လာမယ်လို့ယုံကြည်ပါတယ်လို့ပြောရနေတယ်ဒီနေ့မျိုးသားနေ့အကျိုးအထိပ်မှတ်
ဟောပြောပွဲကိုအဆုံးသတ်ချင်ပါတယ်အားလုံးဘေးကဲခုနလည်းဆက်ရှောင်နေရတယ်လို့လည်းကလေးတွေပြောလိုက်တာလည်းကြားရတယ်ဆိုတော့နေအခက်ခဲပေါင်းစုံကြားနေတာတော့သမီးတို့ပညာသင်နေရတယ်ဆိုတော့ဦးတို့နားလိုက်ပါတယ်အဲ့တော့အားလုံးဘေးကဲလုံးကြုံကြပါစေလို့လည်းဆုတောင်းပေးတယ်ဒီလိုခက်ခဲတဲ့အနာဂတ်အခြေကာလကြီးကိုဦးတို့တယောက်ကိုတယောက်လက်တွဲထားရင်းနဲ့အတူတူကြော်ဖြတ်ကြရအောင်ပေါ့နော်ဆိုတော့ကျေးဇူးထူးပဲတင်ပါတယ်